မတို့ဖျားခင်ကျေးဇူးတော်ကြောင့်မြန်မာစစ်စစ်မှာဖျားခင်ကိုပြင်လဲဝတ်ပြုကိုယ်ွယ်ဖို့ရန်ဖျားရှင်အခွင့်အခါကောင်းဖို့ပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဆိုဖျားခင်နာမတော်ကိုထူပဲချီးမွမ်းပါတယ်အာမင်အားလုံးပဲမတည့်ရပြီးတော့ဗောနော်ဒီကနေ့ကျမတို့ဖျားခင်ကိုအားရပါရချီးမွမ်းရမှာဖြစ်ပါတယ်စာလံအခန်း150ခုမြောက်သောစာလံငယ်6အသက်ရှိသောသူအပေါင်းတို့ထာဝရဘုရားကိုချီးမွမ်းကြစေအာမင်အသက်ရှိသောသူပေါင်းတို့ဆိုတဲ့အခါမှာအားလုံးကပါဝင်တာဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ရဲ့ဖန်ဆင်းရှင်ဖြစ်တဲ့ဘုရားခင်ကိုအားရပါရချီးမွမ်းရအောင်ကျမတို့ကဘယ်ချိန်မှာချီးမွမ်းရမလဲဆိုလို့ရှိရင်ကျမတို့ချီးနှောင်ခြင်းတွေခံစားရတဲ့အခါမှာလည်းသူ့ကိုချီးမွမ်းမယ်ငိုကြွေးတဲ့အခါမှာလည်းသူ့ကိုချီးမွမ်းရမှာဖြစ်တယ်အာမင်ကျမတို့ကိုခွန်အားပေးမဲ့ဘုရားကထိုဘုရားသားလေးဖြစ်တဲ့အတွက်ကြောင့်ကျမတို့ထိုဘုရားခင်ကိုအားရပါရချီးမွမ်းဖို့ရန်အရောက်စီတိုင်းကိုခေါ်ပေးချင်ပါတယ်အာမင်ကျေးဇူးပြုရှိကိုထွက်လာပေးခဲ့ပါထွက်လာပေးကြပါနည်းနည်းလေးဆိုတော့ကျမတို့အားရပါရချီးမွမ်းမယ်အားလုံးကဘုရားခင်ကိုချီးမွမ်းဖို့ရန်လိုအပ်တာဖြစ်တယ်အာမင်ထွက်လာပါအောင်โอเคဒီမှာရှိတဲ့တကယ်ချင်းတွေအရှိမထွက်လာပြီးသားတကယ်ချင်းတွေအနောက်မှာရှိတဲ့တကယ်ချင်းလူငယ်တွေပေါ့နော်တယောက်စီကိုကျေးဇူးပြုသွားဆွဲထုတ်ပေးပါအောင်တယောက်စီကိုရအောင်ဆွဲထုတ်လာခဲ့နော်โอเคလူငယ်တွေအဓိကလူငယ်တွေပေါ့နော်ဆွဲထုတ်မယ်ခါကလေးကြရဲ့ထွက်လာပါလူငယ်တွေအသက်40အောက်တွေပဲနော်အားလုံးကဒီမှာတွေ့တဲ့အခါမှာချွတ်လေးတွေပေါ့နော်ချီးမွမ်းမယ်တချင်းပြည့်မဲ့လည်းချီးမွမ်းမယ်ကိုမသိပေမဲ့လည်းချီးမွမ်းရမှာဖြစ်တယ်အာမင်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျမတို့ဘုရားသခင်ကချီးမွမ်းခြင်းကိုခံခိုင်းတဲ့ဘုရားသခင်ဖြစ်တယ်အာမင်ထို့အတွက်ကြောင့်ကျမတို့ဘုရားသခင်ကိုချီးမွမ်းရအောင်အားလုံးအတန်လွှင့်ပြီးတော့တစ်ခါအော်ပြီးတော့ပေါ့နော်ကျမတို့တန်ရှင်တော်ဝိညာဉ်တော်ကိုခေါ်ပေးရအောင်အားလုံးစင်သစ်ဖြစ်ပြီလားโอเคသူတစ်ခွအော်ရ1 2 3 Hey!
ဆက်လက်ပြီးတော့ချီးမွမ်းရအောင်အာမင်
ပါဟိုတရှင်တော်ဤတော်ဖဖျားကိုကိုခေါ်ဖေးပါကိုကိုလိုအပ်ပါကိုကိုစားငါပါကိုလုံးရှာတော်မူပါအရောက်စီတိုင်းတသားကိုကိုတို့ထေတော်မူပါကိုကိုနေရဖေးပါဟာလေလုယာအိုရာပါ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 အိုရှာရာရာရာဒီမှာရှိတဲ့ကိုမောင်နှမများဒီကနေ့ဒီမှာရှိတဲ့ရောက်စီတိုင်းကိုခွာပေးခြင်းနဲ့ကျမတို့ရဲ့ပြည့်စုံခြင်းကထိုယေရှုအဖြစ်သားလေးဖြစ်တယ်ကျမတို့ကိုအောင်မြင်ခြင်းပေးတဲ့သူကထိုယေရှုသားလေးဖြစ်တယ်ဟာလေလုယာကျမတို့မမြင်နိုင်ပေမဲ့မကြားနိုင်ပေမဲ့တခါတလေကျရင်ကျမတို့ဟိုဟာလေလုယာသူရဲ့အတန်တော်ကိုမကြားတဲ့ချိန်ရှိတာဖြစ်တယ်ဒါပေမဲ့ဒီကနေ့မိတ်ဆွေတို့အလုံးလုံးပေးနေတဲ့ဖျားရှင်ထိုဖျားသခင်သားလေးဖြစ်တယ်ဟာလေလုယာ
ရဲ့ပြည်ဆုံးလာတော့ဂရီတော်အတွက်ကိုရောကိုကျေးဇူးတင်တယ်ဒီကနေ့သားတို့သမီးတို့တသားထဲမှာလိုအပ်တာကိုရောကိုသားလင်းဖြစ်တဲ့ကိုရောကိုရောကိုစားရပါ၏ကိုရောကိုလိုချင်ပါ၏ကိုရောချစ်တဲ့အောင်ဒူပါရှိတော်မူသောဖခင်ကိုကိုကျေးဇူးတင်တယ်။ကိုရဲ့ပြုစုဆောက်ရှောက်ပေးချေရမြတ်တို့ကိုကိုကျေးဇူးတင်တယ်။ဒီကနေ့လာရောက်ကြတဲ့အရောက်စေတဲ့တာကိုကိုရှင်ကောင်းကြီးပေးတော်မူပါ။အားနေတဲ့သူများကိုကိုရှင်ပါပြတဲ့တပံကိုအားမြတ်ပေးသနာတော်မူပါ။ကိုရောအားဖြစ်တာတို့သမီးတို့အောင်မြင်တော်သူတွေဖြစ်တယ်။ရှိတဲ့ရောက်စီတိုင်းကြာရှုံးတဲ့သူများရှိခဲ့လေကိုရှင်ဖဖျားခွန်အားပေးတော်မူပါကိုရဲ့နှုတ်ကပတ်တော်မြတ်ကိုအထူးတရိယာတော်ခွင့်ကိုရှင်ဖဖျားပေးသနာတော်မူပါအာမင်ကိုရဲ့နှုတ်ကပတ်တော်တိုင်းသက်ရှင်တော်သူများကိုရှင်ဖဖျားဖြစ်စေတော်မူပါအာမင်ကိုရဲ့တန်တော်ကိုကိုရှင်ဖဖျားကြားစေတော်မူပါအာမင်ကိုကိုခေါ်ဖဲ့ပါ၏ဝိညာဉ်တော်ဖဖျားလွတ်စွာအင်းနေနဲ့အလုံးလုံးတော်မူပါဒီကနေ့မျက်မှောက်တော်ထဲသို့သွင်းကြတဲ့အရောက်စီတိုင်းကိုကိုရှင်ကောင်းကြီးပေးတော်မူပါလိုအပ်တဲ့ຢာများကိုကိုရှင်ဖဖျားဖြစ်ပေးတော်မူပါဒီကနေ့ဂျာနာရမယ်ကိုရနှုတ်ကပတ်တော်အတွက်လည်းကိုကျေးဇူးတင်တယ်။ဒါတို့သမီးတို့အတွက်လိုအပ်တဲ့နှုတ်ကပတ်တော်ကိုရှင်ဖဖျားပေးသနာတော်မူပါအာမင်ဒါတို့သမီးတို့အတွက်ခွန်အားဖြစ်စေမယ့်နှုတ်ကပတ်တော်များကိုရှင်ဖဖျားသွန်လောင်းတော်မူပါအာမင်ဒေသနာဝင်ကပေးမယ့်ဆရာတက်တာကိုရှင်ပိတ်တဲ့အသုံးပြုတော်မူပါမျက်မှောက်တော်ထဲသို့သွင်းလာကြတဲ့ရောက်စီတိုင်းကိုကောင်းချီးပေးပါမကြမ်းမာတဲ့သူများကိုကိုရှင်ဖဖျားကြမ်းမာခြင်းပေးတော်မူပါကိုကျေးဇူးတင်တယ်ချင်းမန်ကိုကွယ်ချင်းကိုခံထိုက်သောဖျားရှာကိုရောတာလင်ဖြစ်တဲ့ကျန်ရှိသေးတဲ့ချိန်တိုင်းများမှလည်းကိုရှင်ဆက်လက်ပြီးတော့အလုံးလုံးတော်မူပါမြတ်ကြောင်းတသားနဲ့ချိန်တိုင်းများကိုယေရှုနာမ၌ဆုတောင်းနဲ့စက္ကန့်နံပါ၏အာမင်ဟာလေလုယာဖျားစင်ကောင်းမြတ်ပါတယ်ကျွန်တော်တို့ကိုအိုးဆောင်ပြီးသွားတဲ့ဝိညာဉ်တော်ဖခင်နဲ့ worship team တွေကိုကျွန်တော်လက်ခုပ်တီးပြီးတော့ချီးမွမ်းကြရအောင်ဟာလေလုယာအားကျဲလားကျွန်တော်အတန်ကျဲအားကျဲတယ်လို့ပဲနော်ဟုတ်ပြီဘယ်ချီနီပဲဖြစ်ဖြစ်ဘယ်အရာကိုပဲလာတဲ့နေ့ကျွန်တော်ကူးကွယ်တဲ့ဖခင်ကအချိန်တိုင်းမှာကောင်းမြတ်တဲ့ဖခင်ဖြစ်တယ်ဟာလေလုယာအကြောင်းဖျားရှင်ကောင်းမြတ်ပါလေအချိန်တိုင်းမှာဆိုပြီးတော့သုံးခါတည်တည်အောင်မယ်ဒီနေ့သုံးဖျားရှင်ကောင်းမြတ်ပါလေအချိန်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါလေအချိန်တိုင်းမှာဖျားရှင်ကောင်းမြတ်ပါလေအချိန်တိုင်းမှာလက်ခုပ်တီးပြီးတော့အဲ့ဒီဖျားကိုချီးမွမ်းကြရအောင်ဟာလေလုယာ then feel the fitzy မှာ feel the fitzy အဲ့ဒီဖျားကောင်းတယ်လို့ပြီးနာကလူကိုပြောပါဟာလေလုယာတဲ့ချီနီပေါ်မှာသူဘာလဲမိုဒီတာမဟုတ်ဘဲနဲ့သူကောင်းမြတ်ခြင်းကိုသားသမီးတွေပေါ်မှာသူအချိန်တိုင်းမှာပေးချင်တာဖြစ်တယ်ဟာလေလုယာဟုတ်ပြီဒီနေ့မနေ့ကကျွန်တော်အပြင်ထွက်တော့အဲကွန်မှာ3နာရီ4နာရီလောက်ထိုင်တော့အသားနဲ့အကုန်လုံးပျောက်ကုန်တယ်ငါဘာလဲဘယ်လိုပြောမလဲအေးမိတယ်ဟုတ်တယ်မာနဲ့ကြီးစိုးတယ်နဲ့ကျွန်တော်ပြောချင်တာကျွန်တော်ဖျားเจ้าမှာဆုတောင်းပွဲအများကြီးရှိတယ် Monday night ရှိတယ် Tuesday night ရှိတယ်အဲ့ချိန်မှာကျွန်တော်အင်မတန်မှအားရတဲ့အရာတခုရှိတယ်ကျွန်တော်ဘာအားရလဲဆိုရင်ဆုတောင်းတာပဲဖြစ်ဖြစ်ချီးမွမ်းတာပဲဖြစ်ဖြစ်ကိုမှရှိတဲ့အတန်အားလုံးကိုထုတ်ပြီးတော့ချီးမွမ်းတာဆုတောင်းတာကျွန်တော်အင်မတန်မှကြိုက်တယ်အဲ့ဒါကိုသူ
တုံးလို့မရတော့ဘူးကျွန်တော်တုံးစားလို့မရဘူးအဲ့ဒီနှစ်ရက်ကိုလေနော်အဲကြောင့်အဲ့လိုမျိုးအာရပါရဘယ်ချိန်မှာပဲပြပြအဲ့ဒီအတန်တွေကိုထုတ်ပြီးတော့ကောင်းငင်တဲ့မိကြီးကိုဖန်ဆင်းတဲ့ဘုရားကိုကိုးကွယ်တာသူ့မျက်နှာตาဆရာတာသူ့ကိုခေါ်တာကသူ့သားသမီးတွေအတွက်အမနာမပျောက်စရာအကောင်းဆုံးဟာလေလုယာအမနာမနေရှာအကောင်းဆုံးဖြစ်တယ်ဆိုတာကျွန်တော်တက်တာနေတိလာတာဖြစ်တယ်စာလံ105အငယ်၄မှာအပိုင်ငယ်၄မှာပါပြောလဲဆိုရင်ထာဝရဘုရားနဲ့တကူးတော်ကိုရှာကြလို့မျက်နာတော်ကိုအစင်မပြတ်ရှာကြလို့တဲ့ဟာလေလုယာအစင်မပြတ်တဲ့ဟာလေလုယာကျွန်တော်အစင်မပြတ်ရှာရမယ့်အရာကဘုရားရဲ့မျက်နာသားဖြစ်တယ်ဟာလေလုယာဘယ်ဘုရားကြောင့်ကိုပဲသွားဘယ်ဘသူဘုရားကြောင့်ကိုပဲသွားဟိုဘက်မှာလဲသွားဒီဘက်မှာလဲသွားလူနဲ့တွေဖြစ်စများတွေဖြစ်ကျွန်တော်ရှာရမယ့်အရာကဘုရားရဲ့မျက်နာသားပဲဖြစ်တယ်ဟာလေလုယာအဲ့ဒီဘုရားကိုလည်းခုတ်တီးပြီးတော့တခါပြန်ချီးမွမ်းကြရအောင်ဟာလေလုယာပြီးတော့အဲ့ဒီမျက်နာသားရှာတဲ့လူအဲ့ဒီမျက်နာတော်ထဲ၌အဲ့ဒီထာဝရဘုရားတကူတော်ထဲ၌နေတဲ့လူကိုပူပြီးမှပူချောလာတာဖြစ်တယ်ဟာလေလုယာကျွန်တော်ကိုကြည့်လေပူမချောဘူးလားဘီနာလူကိုပြောပါဟဲ့တကယ်ချင်းများပူချောလာတယ်လို့ပဲလို့တကယ်ပြောတာပါလို့ပြောပါမယုံမှုဆိုရင်ဖျားကိုချီးမွမ်းချစ်ဖျားမျက်နာကိုတော့ကိုရှာချစ်ပူပြီးမှချောလာမှာဖြစ်တယ်ဟာလေလုယာဘလူချောလဲဆိုတော့အမျိုးပေါ့နော်မတူကြဘူးဒါပေမဲ့ဒီနေ့တဲ့ဖျားရဲ့မျက်နာကိုပူရှာတယ်ဆိုရင်နောက်ပတ်မြန်မာစီစမှာပူချောလာမှာဖြစ်တယ်ဟာလေလုယာအဲ့ဒီဖျားကိုကျွန်တော်တို့ကိုးကွယ်တာဖြစ်တယ်ဟာလေလုယာโอเคအခုချိန်မှာကျွန်တော်အလုံးဝပထမမြောက်greeting ရှိသေးတယ်နော်ဇက်စီရဲ့မြန်မာစီရှင်မှာပထမမြောက်ကျွန်တော်ဒီညရောက်လာတာဖြစ်တယ်ဆိုတဲ့ညီကိုချစ်တော်ညီကိုမောင်နှမအများရှိခဲ့လို့ရှိရင်လက်ကလေးတွေမြောက်ပြပါရှိလားမရှိဘူးတဲ့နော်မရှိဘူးတဲ့ဆရာတော့ကျွန်တော်တို့တည်ပြီးသားသူစံပေါ်တက်တာနဲ့ကိုမိတ်ဆက်ပြီးပါဆရာ PS ခိုင်နော်နောက်ဟိုတော့ကသူမြန်မာစီစင်မှာလည်းတရားဟောဖို့တယ်အင်မတန်မှခွန်အားရတယ်ဖျားကမလေးရှားဘက်ကိုပြန်လည်ပြီးတော့ပို့ပြီးတာဖြစ်တယ်သူရဲ့အစီအစဉ်တွေကိုတောင်ပေါ်ဟိုနာကရှိပြီမဲ့အချင်းဒီဆိုရတဲ့အချင်းဒီကြောင်းတော့မလေးရှားကိုပြန်လည်ပြီးတော့ရောက်လာတာဖြစ်တယ်ကျွန်တော်တို့ပေါလူကသူခရီးဆွင်ကိုဆွဲထားတယ်ဒါပေမဲ့သူအဲ့တဲ့အချိန်မှာဝိညာဉ်တော်ကပြလို့သူတွားချင်တဲ့နေရာကိုမတွားတော့ဘဲနဲ့မာစီဒိုနီးယားပြည်ကိုတွားရတာဖြစ်တယ်ယုံကြည်သူတွေဆိုရင်ကျွန်တော်တို့အစီအစဉ်တနေ့တကြဆွဲရတာဖြစ်တဲ့တိုင်မဲ့ကိုအစီအစဉ်တဲ့ကိုဆွဲထားတဲ့အနာဂတ်ကိုတောင်းတတဲ့အနာဂတ်တဲ့ဖျားကဆွဲပြီးတဲ့အနာဂတ်ဖျားကစီစဉ်ပြီးတဲ့ timetable schedule တွေကပို့ပြီးတော့ကျွန်တော်အတွက်အောင်မြင်ခြင်းရမယ်ခွင့်လန်းပို့ရှိတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ပေါကိုလည်းအဲ့လိုမျိုးဖျားဥယျာဉ်တော်ရဲ့အလန်းကိုသူလိုက်လျှောက်တဲ့အချိန်မှာမကြားဘူးတဲ့ဧဝံဂေလိတရားကိုမကြားဘူးတဲ့လူကကြားပြီးတော့ဥရောပတိုက်လုံးမှာအဲ့ဒီ gospel အရင်ကောင်းကိုရောက်သွားတာဖြစ်တယ်လူတွေတကားတလေကျွန်တော်ဘယ်လိုပြောမလဲ comfort zone မှာနေတတ်ကြတယ်နော်ပျော်တာပဲဒီမှာလဲဆင်ပြီးတာပဲဒီတိုင်းဆိုရင်ကောင်းတာပဲဆိုပြီးတော့ဒီနေ့ဘုရားကြောင့်မလာတဲ့လူလဲသူတို့ comfort zone မှာနေတာတချို့တွေနော်မအားတဲ့လူတော့တမျိုးပေါ့မတက်ရင်လဲရတာပဲရစဲမှာစီဝီဒီများလုံးတယ်ဆရာတွေလဲမတော်ဘူးကျွန်တော်ရေးစီထိုင်တာပိုကောင်းတယ် YouTube မှာနားတော့နာပိုကောင်းတယ်လို့တချို့တွေ comfort zone မှာရှိမှာဖြစ်တယ်ဒါပေမဲ့တခါချင်းကို comfort zone မှာကျွန်တော်ရှိတယ်ဆိုရင်တော့အသက်တာတူးတယ်လို့မရဘူးကျွန်တော်ဝိညာဉ် level လဲကျသွားပြီးတော့နောက်မှာကြံနေတတ်တယ်အဲကြောင့်
ကျွန်တော်နှုတ်ကပတ်တော်တရားဖတ်တယ်လို့သာရဘုရားနဲ့တကူတော်ကိုရှာချလို့မျက်နာတော်ကိုစင်မြင်ပြည့်ရှာချလို့တဲ့ကျွန်တော်ရှာနေတဲ့ဘုရားရဲ့လမ်းပြခြင်းသူရဲ့ guiding ကိုကျွန်တော်တွေ့တယ်ဆိုရင်ဘယ်လူတွေရဲ့အကြံလူတွေရဲ့ဘယ်လိုပြောမလဲ reaction တွေကျွန်တော်အဲ့လောက်အရေးမကြီးတော့ဘူးဝိညာဉ်တော်ကကျွန်တော်ကိုဘာလို့ဘူးသူလိုချင်လဲကျွန်တော်ကိုဘယ်ဘက်ကိုဆွဲခေါ်ချင်လဲဆိုတာကိုကျွန်တော်အမှန်တမ်းတယောက်စီတရက်တက်တာမှာသိဖို့အမှန်တမ်းလူတယ်အကြောင်းကျွန်တော်တိုက်တွန်းလူတယ်ချီးမွမ်းခြင်းစပြူတာနဲ့ဗာလဲရန်သူတွေကုန်အပြူလဲကုန်ပြီတဲ့မင်းကခရိယန်ဆိုပြီးမဲ့မင်းရဲ့ချီးမွမ်းချက်တက်တာကိုကိုယ့်ကိုကြည့်မင်းရဲ့ဘုရားရှေ့ဆရာတဲ့တက်တာကိုကြည့်ပါရန်သူတွေကိုပြူလဲမလားမပြူလဲဘူးလားဆိုတာမင်းရဲ့ချီးမွမ်းချက်တက်တာမှာအမှန်အရေးကြီးတယ်အကြောင်းပဲဘုရားအကြောင်းပဲဖြစ်ချီးမွမ်းလိုက်ဟာလေလုယာအကြောင်းစီဝေးများတယ်လို့မပြောနဲ့အဲ့ဒါပြောတယ်လို့ရှိရင်သူ့အတွက်ဆူတောင်းပေးလိုက်ကိုယ့်အတွက်ကြတော့ကျွန်တော်အတွက်ကြတော့မချီးမွမ်းဘူးဆိုရင်ကျွန်တော်စစ်စစ်လို့ရမှာမဟုတ်ဘူးကျွန်တော်ရန်သူတွေကိုပြူလဲဖို့ကျွန်တော်ထာဝရဘုရားကိုချီးမွမ်းဖို့ကျွန်တော်အတွက်အဓိကအဲ့ဒါကိုဆွဲကြိုက်လိုက်ဟာလေလုယာဆွဲကြိုက်လိုက်အမှန်တမ်းအရေးကြီးတယ်လူတွေကတော့အစီအစဉ်နဲ့ program တွေနဲ့တခါကြာရင်တော့အလုပ်ဆုပ်တတ်တယ်မဟုတ်ဘူးလားကျွန်တော်မနေ့ကလည်းရှင်းပြောတာကျွန်တော်အနာဆရာမအရှင်မတခါကြာရင်တော့အစီအစဉ်ပဲဆွဲတယ်ကိုဘယ်သူကိုခေါ်မလဲဘယ်လူလို့မလဲဆိုပြီးမှလှုပ်ပြီးတော့ဘယ်သူကမှကြွမဆိုင်ကြဘူးတခါကြာရင်ဒီပရိသတ်ထဲမှာနေခိုင်းလိုက်မင်းတို့လူကြီးတွေလို့ကျွန်တော်ပြောတာသူတို့ကိုယ်ချီးမွမ်းခိုင်းလိုက်အဲ့ဒါဆိုရင်အသင်းတော်မှာပူပြီးမှကျွန်တော်ဖျားရဲ့ကောင်းမြတ်ခြင်းကိုအသက်တာတည်တည်မှာပူပြီးမှတက်တီခံခွင့်ရကြမယ်ဖြစ်တယ်ဆိုပြီးမှမနေ့ကအဲ့ဒီကိုကျွန်တော်အနားမှာရှိတဲ့ဆရာမတယောက်ကိုအဲ့လိုတိုက်တွန်းတာလေတခါကျရင်ကျွန်တော် program တွေပဲကျွန်တော် season တွေပဲကျွန်တော် schedule တွေပဲအဲ့လိုပုံဘယ်လိုပြောမလဲအရေးထားကြတယ်အဲ့ဒီ program ထဲမှာဖျားကိုကျွန်တော်တကယ်ချီးမွမ်းလာဟာလေလုယာအဲ့ဒီအစီအစဉ်ထဲမှာကျွန်တော်နဲ့ဖျားအဲ့ဒီမျက်မှောက်တော်ထဲမှာကျွန်တော်တကယ်တူးဝင်လာဆိုတာတခါလေကျွန်တော်မစစ်ကြဘူးအဲ့ကြောင့်ဒီညအနည်းငယ်ကျွန်တော်တက်တွန်းချင်တာကဘယ်ဘုရားကြောင့်ကိုပဲသွားဘယ်ဆုတောင်းပွဲကိုပဲသွားဘယ်သူကိုပဲအိုးဆောင်ဘယ်သူကိုပဲစင်ပေါ်မှာတက်အဓိကကျွန်တော်ဝိညာဉ်နဲ့အဲ့ဒီဖျားရဲ့ဝိညာဉ်ထိသလားကျွန်တော်အတွင်းထဲအနေတကယ်ချီးမွမ်းသလားဆုတောင်းသလားဆိုတာအဲ့ဒါကိုစစ်အဲ့ဒါဆိုရင်တန်ဘတော်မှနောက်မချဘူးဟာလေလုယာတန်ဘတော်မှဘယ်လိုပြောမလဲ back ရရှိမှာမဟုတ်ဘူးစိတ်ကိုပဲတင်မှာတခါကြံ့ကျွန်မလေးရှာမှာဆိုရင်ပွဲကြီးတွေများတယ်နော်ပွဲကြီးတွေကောင်း musician ကောင်းတွေနဲ့ချီးမွမ်းတာကျွန်တော်ကိုယ်တိုင်ကြိုက်တယ်ချီးမွမ်းခြင်းစပြူတာနဲ့ကောင်းတယ်တကယ်မြန်မာစီစဉ်ဆိုတာမြန်မာစီစဉ်ဆိုရင်ကျွန်တော်အစိုးရတချင်းတွေကျွန်တော်အမှန်တမ်းကြိုက်တယ်ပြောမယ်ဆိုရင်တခြားစီဝေးတွေတက်တောင်တခါတလေပူပြီးမှခေါ်အားရတာပေါ့ချီးမွမ်းခြင်းမှာဟာလေလုယာအဲ့တော့လူနေတာများတာဘယ်ဘုရားကျောင်းဘယ်နေရာမဆိုင်ဘူးဘယ်ချင်းနီလာဘယ်မြို့မာပဲလာကိုကတကယ်ချီးမွမ်းတတ်ဖို့အမှန်တမ်းအရေးကြီးတယ်ဟာလေလုယာအဲ့ဒီမျက်မှောက်တော်ထဲနဲ့တူးဝင်နိုင်တော့ရောက်စီတိုင်းဖြစ်ဖို့ရန်အတွက်ဘုရားတကယ်မဆာပါစေကျေးဇူးတင်တယ်စီလာနည်းနည်းစီမယ်နော်မင်းတို့ဒီမှာရှိတဲ့အရောက်စီတိုင်းလူတစ်လည်းမရှိဘူးဆိုတော့မင်းတို့ပါစာကိုလည်းဖျားချီးမွမ်းတယ်ဆိုတာတက်တည်ပြချင်တယ်အတန်ဒီကုံလောက်အောင်ကျွန်တော်ချီးမွမ်းတယ်ဟာလေလုယာကျွန်တော်မလုပ်တဲ့အရာကိုတင်လှုပ်ခိုင်းတာမဟုတ်ဘူးကျွန်တော်လည်းဖျားရင်တဲ့ကုံမြချင်းကိုတက်တည်ခံခွင့်အများကြီးရှိလို့ဒီမှာတင်ကိုယ်တိုင်လည်းချီးမွမ်းကြည့်ပါကိုယ်ွယ်ကြည့်ပါရှာကြည့်ပါ
ဆိုပြီးတော့ကျွန်တော်တိုက်တွန်းတာဖြစ်တယ်ဟာလေလုယာဘယ်တော့မှနောက်ကျမှာမဟုတ်ဘူးအောက်တဲ့ဆိုတာအခုချိန်မှာတောသားဆိုတာကျွန်တော်ဒါတည်းမြန်မာပြည်သားချင်းပြောကြတယ်နော်ဘုရားကိုချီးမွမ်းကြည့်ဘယ်တော့မှမတောသားဘူးဟာလေလုယာကျွန်တော်တို့ဒီလိုလူတွေကိုလက်ညှိုးထိုးပြီးတော့တောသားတွေဆိုပြီးပြောချင်ကြတယ်အဲ့ဒါလက်ညှိုးမထိုးနဲ့အဲ့ဘွဲ့မှာမပါနဲ့တောသားခိုင်းတယ်ဆိုရင်ချီးမြှောက်တဲ့လူရအဖွဲမှာပါဖို့ကောင်းချီးပြီးပါစေဘုရားရှင်ဟာလေလုယာအိုးဘလို့ချီးမွမ်းမလဲမသိသေးဘူးသူမျက်မှောက်တော်ဆိုတာမချဘူးတက်တီခံခွင့်မရှိသေးဘူးအဲ့ကြောင့်အဲ့ဒီတော့တငယ်ချင်းကတခါလောက်လာကြည့်တော့ဆိုပြီးတော့သူမြတ်အတွက်ကျွန်တော်ကောင်းချီးပြီးဖို့ဘုရားရှင်လို့တော့အလိုရှိတာဖြစ်တယ်ဟာလေလုယာခေါ်ရလို့တော့တော်ခေါ်အားရတယ်နော်โอเคအခုချိန်မှာအလုံးငွေစက်ကမဲ့ချိန်ဖြစ်တယ်အလုံးငွေစက်ကတဲ့ချိန်မှာချီးမွမ်းခြင်းရှိလားဟုတ်ပြီချီးမွမ်းခြင်းဆိုမဲ့လို့အလုံးငွေကောက်ခံပြီးမဲ့လို့ပြီးတော့အလုံးငွေစက်ကပြီးဖို့ဆရာမဟောက်ချင်းကစက်ကပြီးမှဖြစ်တယ်အဲ့ဒီအလုံးငွေလည်းကျွန်တော်နည်းနည်းပါးပါးပြောအောင်မယ်နော်ဘာဖြစ်လို့လဲဆိုရင်တခါမှမပြောဘူးမြန်မာစီစဉ်မှာကျွန်တော်တို့ဇက်စီမှာတပတ်မှာ Tuesday night မြန်မာစီစဉ်ရှိတယ်ပြီးတော့ Thursday ညရှိတယ်ပြီးတော့ Saturday ဆူတောင်းပွဲရှိတယ်တနင်္ဂနွေရှိတယ်တနင်္ဂနွေညရှိတယ်ကျွန်တော်အလူငွေ9ခါကောက်တယ်9ခါကောက်တယ်ဘာဖြစ်လို့လဲဆိုရင်တခါတလေကျွန်တော်တို့ cover လုပ်ဖို့လိုတယ်ကျန်းစာတိုးတန်ကျန်းထဲမှာရှိတယ်တင်ပါကူပဲလို့တင်လို့တဲ့အကြောင်းကိုရှင်းရှင်းလင်းလင်းနားလေပါတဲ့အလူငွေဒီကျွန်တော်တို့ဘာလို့ပြီးတယ်လဲအဲ့ဒါဒီ biblical လာကျမ်းစာမှာပါလာဆိုတာဒီတခါတလေကျွန်တော်မတိကြဘူးပုံမှန်တိုင်းလို့တာမျိုးရှိကြတယ်ချစ်တတ်ကြတယ်အဲကြောင့်ကျွန်တော်နည်းနည်းပါးပါးအဲ့ဒီလူငွေနဲ့လူငွေကိစ္စကိုကျွန်တော်နည်းနည်းပါးပါးပြောချင်တယ်ကျွန်တော်9ခါအလူငွေကောက်တယ်ဘုရားเจ้าမှာအဲကြောင့်ဒီညမှာတင်ထဲ့မဲ့အလူငွေကအိုးတချက်တဲ့ပွင့်လူဖျားရဲ့နိုင်ငံတော်အတွက်တင်ပါဝင်တာဖြစ်တယ်ဟာလေလုယာဘုရားရဲ့မှုတော်တင်ဆောင်တာဖြစ်တယ်ဖျားကြောင့်လာတာအချင်းနေတဲ့မလာဘူးဒါဝိကကျွန်တော်ပိုက်စံမကုန်ပဲကျွန်တော်ရဲ့ပိုက်စံမကုန်ပဲကျွန်တော်ဘယ်တော့မှဖျားကိုရစ်ပါလေ offering မလုပ်ဘူးတဲ့အလကားပြီးမဲ့လူရှိတယ်နေရာလဲဝေရှမလို့ဘူးဒီမှာလှုပ်ပြီးလှုပ်ပါနွားလဲပြီးမလို့ရှိတယ်ရစ်ပူရောဖို့ဒါမဲ့သူဘာပြောလဲဆိုရင်အဲ့ဒါဒီကျွန်တော်မလူချင်တာမဟုတ်ဘူးကြွားတာလည်းမဟုတ်ဘူးဒါမဲ့ကျွန်တော်ဖျားကအင်မတန်မှကြီးမြတ်တဲ့အတွက်ကျွန်တော်ပိုက်ဆံကျွန်တော်မှာမပြီးကမ်းမဲနဲ့ရစ်ပူရောမှာမဟုတ်ဘူးတဲ့သူပြောတယ်ဒီညမှာတင်ကျွန်တော်တို့အချင်းနေတဲ့လာတာမဟုတ်ဘူးတစ်ချက်နှစ်ချက်5ချက်10ချက်တချို့တွေက20တချို့တွေက50တချို့တွေက100ကျွန်တော်လဲဆူတောင်းနေတော့မယ်ကိုရောဘုရားကျွန်တော်ဘုရားကြောင့်တဲ့တိုင်းမှာဘယ်နိုင်ငံဘယ်နေရာပဲတော့အကြီးဆုံး currency ကိုပြီးနိုင်ဖို့ဆိုတာကျွန်တော်ဆူတောင်းတာဖြစ်တယ်ဟာလေလုယာတခါမြောက်ကျွန်တော်ပြောထွက်တာဖြစ်တဲ့ဒီ plan တော်နေရတာဆူတောင်းနေတော့အလေလောက်တော့ရောက်ပြီဟာလေလုယာနောက်ကျရင်ဘုရားကဟိုးရှိရောက်ခိုင်းမယ်အဲ့ဒီလူငွေတွေကိုကျွန်တော်ဘာအတွက်တုံးလဲဆိုရင်ကနဦးအသင်းတော်တွေကသူတို့ဘုရားကျောင်းမလာနိုင်တဲ့လူမရှိစင်သားတွေအတူတကွသူတို့ခွဲဝေပြီးတော့သူတို့စားကြတာဖြစ်တယ်မျက်မှောက်တော်ကအတူတကွကျွန်တော်ခံစားတယ်လို့ဘုရားပြီးတဲ့ကောင်းကြီးမင်္ဂလာတွေကိုကျွန်တော်အတူတကွစားရတာဖြစ်တယ်အဲ့ဒီအတွက်ကျွန်တော်တို့အလူငွေကောက်ခံတာဖြစ်တယ်အဲ့ဒီအလူငွေတွေကိုဆရာဒေးဗစ်လာပြောတယ်လို့တရားဟောတဲ့လူအတွက်ကျွန်တော်ကောက်တာမဟုတ်ဘူးတရားဟောတဲ့လူတွေအတွက်ကျွန်တော်တတ်ကိုတော့ပြေးတာဖြစ်တယ်အဲ့ဒီအလူငွေကိုကျွန်တော်တို့ဒီညမှာရောက်မလာနိုင်တဲ့မစိစင်ရသားတွေအသင်းတော်ထဲမှာညီမကောင်းတဲ့လူအများကြီးရှိတယ်ကျွန်တော်တို့လူမစင်ပြေတဲ့လူအများကြီးရှိတာဖြစ်တယ်အဲ့ဒီ9ခါကောက်ထားတဲ့အလူငွေတွေကိုကျွန်တော်တို့စနေနေ့တိုင်းမှာကျွန်တော်ပါစတာတွေနဲ့အသင်းတော်လူကြီးတွေအပေါ်မှာထိုင်ပြီးတော့ကျွန်တော်စာအိတ်လေးနဲ့ခွဲပြီးတော့ Sunday နေ့တိုင်းမှာပြန်ဝေတာဖြစ်တယ် Hallelujah မလုပ်တဲ့ဟာကိုပြောတာကျွန်တော်မကြိုက်ဘူးလုပ်တယ်ဆိုတော့ကြွားတာမဟုတ်ဘူးတော့အဲ့ဒါတွေတချို့တွေက
ဘာလဲညာဘက်ကပေးတာကိုဘယ်ဘက်မတိခိုင်းနေတဲ့ဒါပေမဲ့အလင်းဆိုတာကျွန်တော်တို့အလင်းဖို့ဖုံးကွယ်ဖို့မဟုတ်ဘူးမင်းရဲ့အသက်တာမှာတက်တီဖခင်ကတက်တီထူတဲ့အချိန်မှာဖွဲ့ဖို့မဟုတ်ဘူးဖခင်ရဲ့ဘုန်းတော်အတွက်သူရဲ့နိုင်ငံတော်အတွက်ကျွန်တော်တို့တက်တီခံရမှာဖြစ်တယ်ဟာလေလုယာကျွန်တော်အခုတက်တီခံတာအလူငွေရစီရီယာဘယ်လိုထဲတယ်လဲဘယ်လိုတုံးပြလဲဆိုတာတက်တီခံတာဖြစ်တယ်ဟာလေလုယာကျွန်တော်တကယ်ချင်းကျွန်တော်ခါပြောတယ်အဲ့ဒီအလူငွေတွေကိုမစစ်စင်ရဲ့သားတွေအတွက်ဖြစ်တယ်တနတ်ဝေဖို့မဟုတ်ဘူးလို့ကျွန်တော်ချင်းပြောတယ်အင်္ဂလိပ်လူနဲ့ရေးတယ်မြန်မာလူနဲ့ရေးတယ်ဟိုတကောက်ကျန်းစာမင်းတို့ကျန်းစာကိုဖတ်ကြည့်ပါလို့တကယ်ချင်းပါစာတွေကိုပြောတာကျွန်တော်တို့နှုတ်ဆက်စီမှာအဲ့လိုလုပ်တယ်တဲ့အလူငွေတွေကိုမစစ်စင်ရဲ့သားတွေကိုပေးတယ်နေမကောင်းတဲ့လူတွေကိုပေးတယ်အဲ့ဒီအတွဲဖျားကကောက်ခိုင်းတာဖြစ်တယ်ကိုကြိုက်တယ်လို့သုံးဖို့မဟုတ်ဘူးဘာသာရီလိုက်ကိုတိုင်းတိုက်တယ်လို့သုံးဖို့မဟုတ်ဘူးလို့ကျွန်တော်ပြောလိုက်တာအဲကြောင့်အဲ့ဒါကိုကျွန်တော်ကြောင်ညာလောက်တာဖြစ်တယ်အလုံးငွေထည့်တဲ့အချိန်မှာအာရပါရထဲပါဟာလေလုယာဘုရားရှင်ကောင်းချီးပေးမှာဖြစ်တယ်ဟာလေလုယာဘုရားရှင်ကောင်းချီးပေးမှာဖြစ်တယ်ဘုရားရှင်ကောင်းချီးမှာပြီးဖို့ဆိုရင်မီးစမ်းရှမလို့ဘူးလေမဟုတ်ဘူးလား for taste and see that the Lord is good တို့ထိုင်ပြီးတော့မပြင်းနဲ့ကျွန်တော်တခါတည်း3-4 ရာဆိုမယ်ပေးစမလို့ဘူးလေပေးကချီမကောင်းချီမင်္ဂလာမရှိဘူးဆိုရင်ပေးစမလို့ဘူးမပြင်းနဲ့ဘာပဲလို့ကျွန်တော်ပေးဖို့တိုက်တွန်းတာလေကောင်းချီမင်္ဂလာရှိတော့ကျွန်တော်တိုက်တွန်းတာဖြစ်တယ်ဟာလေလုယာအကြောင်းဒီညမှာရောက်ရှိလာတဲ့လူတွေကအဲ့ဒီလူငွေကိုကျွန်တော်3ခွန်းရှိမှာမဟုတ်ဘူးတနေ့ကနေ့တနေ့ကြရင်နေမကောင်းတဲ့ဘက်သူကိုကျွန်တော်တို့နေမကောင်းတာလဲသူတို့မရှိတာလဲဆိုပြီးတော့အတင်းတော်လူကြီးတွေဆူတောင်းပြီးတော့သူတို့ကဟုတ်ပြီဆိုပြီးတော့သူတို့ခွဲရမှာဖြစ်တယ်အဲကြောင့်အဲ့ဒီအရာကိုလည်းကျွန်တော်တက်တီခံပြီးတော့ကြောင်းညာတာဖြစ်တယ်ဟာလေလုယာကျွန်တော်အတင်းတော်မှာကျွန်တော်အမတမအားရတဲ့အရာတစ်ခုကအဲ့ဒါလည်းဖြစ်တယ်ဟာလေလုယာအဲ့ဒါလည်းဖြစ်တယ်ဖျားရှိမှလည်းကြွားတာမဟုတ်ဘဲနဲ့ကိုတော်ဆိုပြီးတော့ဖျားရဲ့ဖျားကိုတော်ဖျားကလည်းအလိုတော်ရှိလို့ဖြစ်မယ်ထင်တယ်တူးလာတာဖြစ်တယ်ဟာလေလုယာတလမှာကျွန်တော်တို့တခါတလေစစ်ထောင်ကိုထောင်ရတာဖြစ်တယ်လက်ခုပ်ပြီးတော့ကိုတော်ကိုချီးမွမ်းကြရအောင်ဟာလေလုယာဟာလေလုယာအရင်တော့ကကျွန်တော်တို့3ထောင်4ထောင်ဟိုဖျားကအဲ့ဒါကိုချိန်လို့ပြီးကမဲ့လူကိုကောင်းချီးပြီးလို့ပူပြီးမှပြီးကန်းချီနဲ့စိတ်ကိုသူတို့ထဲမှာမွေးပွားခိုင်းလို့ဟာလေလုယာအဲကြောင့်အခုချိန်မှာဆိုရင်ကျွန်တော်တို့ mission ဆိုတာချက်စတိုက်ကပြောတယ်ကျွန်တော်ရဲ့ mission budget ထက်တခါတလေအဲ့ဒီနေရာမှာပို့ပြီးတော့ရောက်လာတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်တခါမျိုးပြည့်တည်ခန္ဓာဖြစ်တယ်အဲကြောင့်လူငယ်တွေဆိုတော့နော်ကျွန်တော်လူကြီးတွေတခါတလေအလုပ်မရှိတဲ့လူကိုပေးကမှဆိုပြောရင်လည်းတခါတည်းခစ်တာပေါ့မဟုတ်လားကိုမလာစာစီတယ်ကိုအိတ်ထဲမှာထဲတယ်ကိုညာစားဘူးကိုပေါင်းစားဘူးဒါရှိတယ်မဟုတ်ဘူးလားမြန်မာဆိုင်သွားမယ်အစိုးဆိုင်သွားမယ်ကျွန်တော်တတိတွေပဲမဟုတ်ဘူးလားကျွန်တော်တို့ကပြီးကန်းချင်းမှာကျွန်တော်တို့စကားပြတချင်းဖွဲ့တယ်နော်ပါလဲငါကကျမ်းမာတော်သူချမ်းသာတော်သူနောက်ဆုံးကပါလဲပြီးကန်းတော်သူပါဟာလေလုယာပြီးကန်းတော်သူပါ Friday night တိုင်းကျွန်တော်တို့ church street evangelism စီတယ်ပြီးကန်းချင်ရင်ဒီမှာစံပြီးမတထပ်ပြီးပါစံပြီးမတထပ်ပြီးစံပြမကြဘူးသူ Friday တိုင်းမှာကျွန်တော်တို့ street evangelism ရှိတယ်စပြီးငွေတွေလည်းရောက်လာတာဖြစ်တယ်စံပြီးကိုတွားပြီးပါနော်သူကကောင်းကောင်းမတားပြီးမယ်ပြီးတော့ကျွန်တော်တို့မရှိရတဲ့အတွက်တို့ဖျားချောင်းမလာတာမဟုတ်ဘူးလားတင်တန်းပြီးမယ်ဆိုရင်လည်းမလာဘူးဘယ်ရမလဲတို့အင်ဂျီရီယာတာနာနေတို့စီမှာကြာနေလို့မရဘူးအားကြောင့်ဖျားချောင်းလာပါဆိုတာကိုအိုးနဲ့မရှိတယ်လို့ဖြစ်တယ်
သူတို့တဖိတာလေနော်မင်းတို့ဘုရားကျောင်းလာလေဟာစီဝအများကြီးရှိတယ်ဘုရားကျောင်းလာဆိုရင်ဆရာပြည်သားနဲ့ဆောင်ပြတော်ယူနီပြီးတဲ့နေဒီလိုမျိုးအဝတ်စားနဲ့ဘယ်လိုဘုရားကျောင်းလာလို့ရမလဲလို့ပဲသူတို့ဖြီးမှာဘာဖြစ်လို့လဲဆိုရင်သူတို့အနန္တသားဆိုးတယ်လေအကြောင်းအဲ့မှာလဲကျွန်တော်ပြီးကန်းချင်တယ်ဆိုရင်ဆောင်ပြေကိုပေးပါကျွန်တော်သမင်းတပကန်လေးကိုကျွေးပြီးတော့အပေါ်မှာရှိတယ်ကျွန်တော် eat နဘန်ဇာရှိတယ် loving hands ဂူတော်ရှိတယ်အဲ့မှာကိုမှရှိတဲ့အဝတ်တွေမတုံးတဲ့အရာတွေကိုတွားထားပါကျွန်တော် Friday time မှာအဲ့ဒါကိုဝေတာဖြစ်တယ်မရှိတဲ့လူအတွက်အင်မတန်မှအဲ့ဒါဘာလို့ပြောမလဲသူတို့အတွက်အင်မတန်မှရေးချီတယ်ရှိပြီးသားတဲ့လူကိုပေးပါနော်ယူတော်ယူမှာမဟုတ်ဘူးနော်မရှိတဲ့စင်ရသားတွေပြီးဖို့အလုံးငွေဆိုတာအဲ့ဒါမမီးနဲ့နော်တကြက်ဆိုတာရှိတဲ့လူပြီးကြည့်တချို့တတော်စားတွေတော့မှငါချက်ပြီးလို့လက်မခံချင်ကြဘူးနော်ဒါပေမဲ့သမင်းလေးငါရက်လောက်ငါပြီးတဲ့လူတယောက်ကိုပြီးကြည့်အမနာမတော်ဝန်တာမှာနော်အမနာမတော်ဝန်တာမှာအကြောင်းဒီနေ့ကျွန်တော်အလုံးငွေနဲ့ကိစ္စကျွန်တော်တက်တိခါမိတော့ပြောတာပြီးတယ်ကြီးရုပ်တဲ့နဲ့ဆောင်ပြီးကျွန်တော်အာမနာဘူးသူနဲ့ကျွန်တော်ပေါင်းတာများတယ်ရှာကိုရိုက်ရက်တဲ့အချိန်မှာတည်ကြည့်မယ်ဟာလေလုယာအဲ့ဒါဒီကျွန်တော်ဆရာတွေကတိတ်မတုံသေးဘူးဒါပေမဲ့တခါတလေကျွန်တော်ဇုံမိကြမှာဆိုရင်တုံးဘူးလူတယ်ဆရာဘာပြောမလဲဆိုပြီးတော့တချို့ပုံမှန်နဲ့တက်လူများတယ်မဟုတ်ဘူးလားအဲ့တော့ကျွန်တော်ပြောတာလေပုံမှန်နဲ့ချီးမွမ်းတဲ့လူများတယ်စာတန်ကိုလည်းတာတာဆိုတုံးပတ်လောက်ဆိုရင်ကောပြီမဟုတ်ဘူးလားကျွန်တော်မှတခါတလေကျွန်တော်ပြန်မရှင်းစားကြပွဲတာအဲ့ဒါပဲအလုံးငွေထဲတဲ့ချိန်မှာလည်းတစ်ချက်တန်ထဲတယ်တို့ထင်သေးတာမဟုတ်ဘူးပြန်ပြီးမှပြန်မရှင်းစားတော့တဲ့ချိန်မှာအဲ့ဒီတစ်ချက်ပဲပတ်တိုင်းမှာတစ်ချက်ပဲစဉ်းစားကြည့်ဒီနေ့အနိစာပြီးတော့10နှစ်ရောက်လာမယ်2035နှစ်လောက်မှာတစ်ချက်တန်ပဲပြန်ထည့်ချင်တယ်လို့ရှိလားဆိုရင်ဘယ်သူမှလက်ထောင်မဲ့လို့ရှိမှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့ဖျားက principle ရှိတယ်မဟုတ်ဘူးလားဖျားတွေ့ကျွန်တော်တို့ဘိုးပြောဘယ်လိုပြောမလဲကောင်းချီးဖြစ်ချင်တယ်ဆိုရင်သူ့ရဲ့နိဥပရိတသူ့ရဲ့ principle ကိုကျွန်တော်လိုက်နာရမှာဖြစ်တယ် hallelujah တကယ်ပြောတာအဲ့ဒါနော်အဲကြောင့်ကျွန်တော်လူငယ်တွေများတယ်ဆိုတော့နေနေနော်လူငယ်တွေတအားများတယ်ကျွန်တော်စိန်ခေါ်ရဲတယ်တင်ကျန်းစာအုပ်လေးထဲမှာလက်စာရတာနဲ့ခြံထားခဲ့ပါကိုတော့မရှိစင်ရသားတွေအတွက်ကျွန်တော်ဒီမှာအလုံးငွေ9 ခါကောက်ရတယ်စနေနေ့မတက်တဲ့လူအတွက်4 ခါသားစနေမတက်တဲ့လူအတွက်3 ခါမြန်မာ service မတက်တဲ့လူအတွက်2 ခါတနေ့ကနွေနေ့လေမလာတဲ့လူအတွက်1 ခါပဲ home sale မတက်တဲ့လူအတွက် home sale မှာလည်းလူငွေကောက်သေးတယ်မဟုတ်ဘူးလားအလုံးငွေ9 ခါလောက်ရှိတယ်ကျွန်တော်တင်းတော်မှာအဲ့ဒါဒီပေါ့ပါမလုံးနဲ့ဖျားနဲ့တာစိတ်လို့ပါလူတွေကကျွန်တော်ဘယ်လောက်ပြီးလဲဆိုတာစိတ်ဝင်စားမရတော့ထားလိုက်ဖျားနဲ့ဒီလားကျွန်တော်ဒီလောက်ထိနိုင်တယ်နောက်လာချင်းကိုတော့ကျွန်တော်နောက်တနေ့ချင်းကျွန်တော်ဒီလောက်ထဲချင်တယ်မဟုတ်လားအဲ့ဒါဒီတက်တီရှိတဲ့လူအများကြီးရှိပြီးသားအဲ့ဒါကိုကျွန်တော်တိုက်တွန်းချင်တယ်နော်အကြောင်းဒီနေ့ဆောင်ပြေကိုပြောတာကျွန်တော်ကိုယ်တိုင်မှတ်တတ်ထမယ်ကျွန်တော်ကိုယ်တိုင်ပြောမယ်အလုံးငွေကောက်ခံမဲ့လူလည်းကျွန်တော်ကိုယ်တိုင်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တူလည်းပြောထားတယ်အဲ့ဒီအရာကိုပြောချင်လုံးလို့ကျွန်တော်ဒီနေ့မှတ်တတ်တာဖြစ်တယ်စာမွန်ထဲမှာထည့်ရင်လည်းတိတ်တခါတလေမတည့်ဘူးမဟုတ်လားအကြောင်းကျွန်တော်အဲ့ဒီအရာကိုပြောချင်လို့ဒီနေ့ကျွန်တော်ကိုယ်တိုင်ဒီမှာတက်ထားတာဖြစ်တယ်တော့စင်ကောချင်းတယ်နော်စင်ကောချင်းတယ်မရှိတဲ့လူအများကြီးရှိတာဖြစ်တယ်ကျွန်တော်အတင်းတော်ထဲမှာလည်းလူငယ်အယောက်900လောက်ရှိတာဖြစ်တယ်900ရောက်ဖြစ်တယ်
အဲ့ဒီ900လောက်ကအခုနကျွန်တော်ပြောတဲ့အရာကိုယုံကြည်ပြီးတော့လက်တွေ့လုပ်ကြည့်တယ်ဆိုရင်မဟုတ်လားခုမှကျွန်တော်မြန်မာပြည်မှာရံပွဲဖိလိုက်စစ်ပွဲဖိလိုက်ငလျင်လှုပ်လိုက်ဖယားသားတွေအတွက်အလုတ်မကုန်နိုင်ဘူးဖြစ်တယ်ဟာလေလုယာအလုတ်မကုန်နိုင်ဘူးကျွန်တော်ဆူတောင်းကြတယ်ကျွန်တော်ကိုယ်လည်းဆူတောင်းတယ် profile လည်းခုချိန်တီမပြောင်းနိုင်သေးဘူးမြန်မာပြည်မှာကောင်းမချင်းကျွန်တော် profile မပြောင်းဘူးလို့ကျွန်တော်ဖျားကိုပြောထားတာဖြစ်တယ်ကျွန်တော်တာသမီတယောက်ဆိုကျွန်တော်မပါတာဒီကလေးမပါသေးဘူးလို့အချီရပြောတယ်ဟုတ်တယ်ပါမယ်လာပါမယ်ကျွန်တော်ဆူတောင်းမယ်အဲ့လိုပြောလိုက်တာဒါပေမဲ့တခါတလေကိုမကြိုက်ရင်လဲကိုမစီရှင်ရင်လဲအဲ့ဒါတွေရှိမှာတဘာဝပြည်သားတွေရှိလာမှာစစ်ပွဲတွေရှိလာမှာဒါပေမဲ့တင်တကယ်ယုံကြည်သူမှန်ကန်ရဆိုရင်တကယ်ယုံကြည်သူမှန်ကန်နေဆိုရင်ကျွန်တော်စစ်တိုက်ဖို့တော့ခေါ်မပြီးဘူးတနတ်ဝယ်ဖို့အလုံးငွေပြီးဖို့တော့ခေါ်မပြီးဘူးဒါပေမဲ့တနတ်ကြောင်းငလင်တန်ကြောင်းလူတွေဒုက္ခရောက်ကုန်တယ်မဟုတ်ဘူးလားသူတို့မစစ်စင်ရတာတွေကိုကိုငီဖို့တော့ကျွန်တော်စင်ကိုရဲတယ်ဟာလေလုယာပြီးကြတယ်ဟိုတော့ကကျွန်တော်ဒီမှာလက်ထပ်ပြီးတာနဲ့ full gospel တွားတယ် FGA အဲ့မှာဆရာကဆူတောင်းပြီးပါဒီညကျွန်တော်တို့ဒုက္ခတွေတွေ့အဆူတော်တွေကိုတချင်းဆိုခိုင်းပြီးတော့အလုံးဝေကောက်မှာဖြစ်တယ်တဲ့အေးကျွန်တော်အဲ့တဲ့ပိုင်းမှာအမတန်မှအာတာနဲ့လာမယ်ကျွန်တော်နည်းနည်းပါးစကားပြောကိုရှိမလားလို့မြည်သေးတယ်မရှိဘူးတဲ့သူတို့ဒါပေမဲ့ကျွန်တော်စုမတောင်းခင်လေးမှာသူလူတွေကအလုံးဝေထဲဖို့တော့နည်းနည်းပါးတော့ပြောတဲ့နေနော်လို့ပြောလိုက်တော့သူတို့ဒါဆိုရင်ပြောပါတဲ့ကျွန်တော်ပြောလိုက်တယ်ကျွန်တော်ဆူတော်တွေအကုန်လုံးခေါ်တယ်စင်ပေါ်မှာတခါတလေအဆူတော်တွေအဲ့ဒီနေရာမှာသူတို့ musician တွေအဲ့ဒီနေရာမှာကျွန်တော်တို့မစစ်စင်ရသားတွေတွေ့ဒုက္ခတွေတွေ့အတူတကွပါဝင်တာဖြစ်တယ်ကျွန်တော်အားမနာဘူးဟုတ်တယ်ဒီမှာ musician တွေတခါတလေနော်သူတို့ professional ဖြစ်တာပေါ့သူတို့ရက်နေတဲ့စင်ပေါ်ကဖျားချောင်း state ဆူပွဲမှာရက်တဲ့ပွဲမဟုတ်ဘူးဖျားချောင်းစင်ပေါ်မှာရက်တာအဲကြောင့်ကျွန်တော်အကုန်လုံးတူထောက်မယ်ဆူတောင်းမယ်ကျွန်တော်အဲ့လိုပြောလိုက်တာကျွန်တော်မမားဘူးဆိုရင်အဲ့ဒီညမှာ46သိန်းရတယ်နော်ကျွန်တော်တို့ဇက်ဝဲရဲ့ကိုပူပြီးတော့သူတို့ကမစီစင်းနေတာစင်ရင်သားတွေကိုဝေတာဖြစ်တယ်ဖယားသားမှန်တယ်ဆိုရင်ယုံကြည်သူမှန်တယ်ဆိုရင်ကိုကြိုက်တာမကြိုက်တာဖြစ်ဖြစ်ဒုက္ခခံတယ်လို့ရှိလာမှာဖြစ်တယ်ကျွန်တော်ယူမှာကျွန်တော်အမျိုးတဲမှာနော်ကျွန်တော်လူငယ်တွေကိုစိန်ခေါ်တာဖြစ်တယ်အပြင်မှာဆိုရင်ချီနေတော်များတာပဲဖြစ်တယ်ဒါပေမဲ့ဒီကျန်းစာနဲ့တိုက်ကြည့်ကိုပြေကန်းတဲ့အလူငွေတွေကိုလှုပ်တဲ့အရာတွေကျန်းစာနဲ့တကယ်ကိုက်ညီသလားဆိုတာစမ်းကြည့်မပြောရဘူးဆိုရင်တခါတလေပါစာကြီးတော့မှအထင်သေးတယ်လို့လူငယ်ပြောကုန်ကြတာပဲနော်မီဒီယာထဲမှာကျွန်တော်ကတော့ဘယ်တော့မှကျွန်တော်အာမပေးဘူးလူတွေကိုတတ်ဖို့အာမပေးဘူးအချင်းနဲ့အာမပေးဘူးဒါပေမဲ့ကျွန်တော်တို့မလွတ်တဲ့တာဝန်တစ်ခုရှိတယ်ကဘာမီရှိနေတဲ့ဒုက္ခတွေကိုရှိရမှာဖြစ်တယ်ရွေးဆက်တော့ကြည့်ဒေါနတမချိုက်တဲ့လူကဆန္ဒပြတာဖြစ်တယ်ဆန္ဒပြတဲ့လူထဲမှာဒုက္ခရောက်တဲ့လူရှိမယ်ဖြစ်တယ်ကျွန်တော်ယုံကြည်သူတွေကိုဘယ်နေရာမှာပါဝင်လို့ရလဲဆိုရင်အဲ့ဒီ relief မှာပါဝင်လို့ရတာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြီးတော့ကျွန်တော်တို့ဖျားကိုကိုယ်ွယ်ကြရအောင်ဟာလေလုယာယုံကြည်လားအဲ့ဒါယုံကြည်လားယုံလားမင်ဘယ်နေရာမှာမစူပါဝင်နိုင်တဲ့အရာကဒုက္ခတွေကိုထူမပါဟာလေလုယာတုံးကိုဘကကျွတ်ဒုက္ခတွေရှိတယ်အဲ့လူပဲကိုအမျိုးရီအကြောင်းဒုက္ခတွေရှိတာပဲမဟုတ်ဘူးလားတရွာထဲမှာတောင်ရှိတာလေတရွာထဲမှာတော့တချို့တရားပိုက်ဆံများရှိတယ်စင်ရသားတွေကိုတို့ကရုပ်မဆိုင်တော့ဘူးဒါပေမဲ့ဂျုံကြည်သူမာနေဆိုရင်ကျွန်တော်လှုပ်ရှားအဲ့ဒီနေရာမှာအခွင့်ကောင်းရှိတာဖြစ်တယ်ဟာလေလုယာအဲကြောင့်အဲ့ဒီအလုံးဝေကိုကျွန်တော်ရဲဝံ့ပြောရတာဖြစ်တယ်ယုံကြည်သူတွေ9ယောက်10ယောက်20ယောက်100 1000 1000 10သိန်း
ကျွန်တော်စုယုံတယ်ဆိုရင် biblical principle ကျွန်တော်သုံးရမှာဖြစ်တယ်အဲ့ဒါကိုသုံးတယ်ဆိုရင်ပူပြီးတော့ဖျားရဲ့နိုင်ငံတော်ကိုစကား၌တည်တည်မဟုတ်ပါလေတကိုး၌တည်တာဖြစ်တယ်ဟာလေလုယာအဲ့ဒီတကိုးကတင်အထင်၌ပြီးကန်ချင်းရဲ့တကိုးကိုသိရှိနားလည်ခွင့်ပေးပါစေဟာလေလုယာယေရှုဖျားကိုယ်တိုင်တော့ပြီးဆက်တာဖြစ်တယ်ကျွန်တော်ဇုံမီလူနဲ့ဆိုတာဖြစ်တယ်စီနေလို့သူပြီးဆက်တာဖြစ်တယ်ဒါဆိုရင်အဲ့ဒီပြီးဆက်ချင်းကတကိုးမရှိဘူးလားစီလုံးလုံးမျက်ရည်တွေအဲ့ဒီကိုစင်ပြန်စင်းစားတဲ့မျက်ရည်ကျတယ်မဟုတ်ဘူးလားဒီညကျွန်တော်ကျန်စာဖတ်တယ်ကျွန်တော်ဘေးမှာနိုထဲ၌ဝတ်ပြဖို့အစပြုတာနဲ့ဖျားရဲ့တကူးတော်မျက်မှောက်တော်ကိုကြားရောက်ပြီးတော့ပါစတာတွေက prophet တွေကသူ့အလုပ်သူတို့အလုပ်ကိုမလုပ်နိုင်တော့ဘူးအဲ့ဒါကိုအမတန်မှကျွန်တော်သဘောကျတယ်အမတန်မှတော့ကျွန်တော်သဘောကျတယ်ကိုစီစဉ်ကို program မလုပ်နိုင်လောက်အောင်မစီစင်ရသားတွေပျောက်ဆုံးသောဝိညာဉ်တွေကိုကျွန်တော်တို့ချစ်ဖို့အမှန်တမ်းလိုတာဖြစ်တယ်။ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောနိုင်တယ်ဆိုရင်ဒီညကျွန်တော်ဖတ်တဲ့ကျမ်းစာဖတ်ကြည့်ပါ။မျက်နာတော်မျက်မှောက်တော်တကယ်လာတဲ့နေရာမှာသူတို့ဘယ်လိုလဲကျမ်းပြန်ပေါ်မှာဝက်ပြီးတော့ဖျားကိုကိုးကွယ်တာဖြစ်တယ်။နောက်ရင်ဘာပြောလဲဆိုရင်ဖျားရဲ့ချစ်ချင်းမေတ္တာကအဲ့ဒီမှာဒါမှကြီးမြတ်တဲ့ချစ်ချင်းမေတ္တာပါလားဆိုပြီးတော့ကျွန်တော်ကိုးကွယ်တာဖြစ်တယ်ဟာလေလုယာချစ်ချင်းမေတ္တာတကယ်ဒီမှာမျက်မှောက်တော်လာမယ်မျက်မှောက်တော်ထဲမှာဖျားရဲ့ချစ်ချင်းမေတ္တာသူ့မှာစိနေလို့ပေးဆက်တာကျွန်တော်တို့ကိုသိခိုင်းတာဖြစ်တယ်အဲ့ဒီအရာကကျွန်တော်တို့ကိုပေးဆက်ဖို့နိုးစော်ပြီးတာနောက်ကနေနိုးစော်ပြီးတာဖြစ်တယ်ဘယ်ကနေလာမလဲဆိုမျက်မှောက်တော်ထဲကနေလာမယ်ဟာလေလုယာမျက်မှောက်တော်တကယ်ခံစားတဲ့ဗိမာန်တော်ဘုရားကျောင်းဆိုရင်ပြီးကန်ချင်းနဲ့လာကူလာရမှာဖြစ်တယ်ဆိုတာကျွန်တော်တို့သိရမှာဖြစ်တယ်ဟာလေလုယာအကြောင်းဒီညမှာကျွန်တော်ပြီးကန်ချင်းအကြောင်းနည်းနည်းပါးပါးမြန်မာစီစဉ်မှာတခါမြောက်ပြောတာဖြစ်တယ်ဒီညမှာရောက်ရှိလာတဲ့ချစ်တော်ညီကိုမောင်နှမတွေဖြစ်စေလိုက်ပေါ်ကနေလာတဲ့တကယ်ချင်းတွေဖြစ်စေအဲ့ဒါမမင်းနဲ့ချီးမွမ်းယုံနဲ့အဲ့ဒါ cross မပီးသေးဘူးမြတ်မောက်တော်ခါစားယုံနဲ့မပီးသေးဘူးတော့ဒီညမှာတော့အတင်းတောင်းတာမဟုတ်ဘူးနော်အဲ့ဒါတင်းတဲ့တာလုံးအတွက်တောင်းတာဖြစ်တယ်တဲ့တာလုံးအတွက်ဆယ်ရမွေးကအခု900တောင်မှရှိမှာမဟုတ်ဘူးဒေါ်လာဒါပေမဲ့အဲ့ဒီ900ကိုကျွန်တော်တစ္ဆာရှိနဲ့ဖျားအတွက်ကျွန်တော်ဘယ်လိုသုံးလဲဆိုတော့ဖျားအရန်စေဝင်စားတာဖြစ်တယ်ဟာလေလုယာအဲ့ဒါလိုပဲ5 billion ရှိတယ်ဆိုရင်လေဖျားကအဲ့ဒီ5 billion ကိုဆယ်ရမွေးကဘာအတွက်သုံးချင်လဲဆိုတာသူစေဝင်စားတာဖြစ်တယ်ဟာလေလုယာအဲကြောင့်ပြီးကန်ချင်းမှာကျွန်တော်တို့ယဉ်ကျေးဖို့ရန်အာရပါရပြီးကန်နိုင်ဖို့ရန်အတွက်ကျွန်တော်တိုက်တွန်းပေးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်အဲ့ဒါအဲ့မဒါမှကျွန်တော်အရေးကြီးခိုင်းတာဖြစ်တယ်အဲကြောင့်လာစာရတာနဲ့ဖယ်ထားပါကျွန်တော်လှုပ်တယ်လို့ပြောတာနော်ကျွန်တော်အလှုပ်ပြောတာဖြစ်တယ်မလှုပ်တာကိုမပြောတာမဟုတ်ဘူးနော်အဲ့ဒါကိုဘုံဆက်အတွက်စနေနေ့အတွက်တနေ့ငွေနေ့အတွက်ဆိုပြီးတော့ထားပါကျွန်တော်လည်းအကုန်လုံးတော့ပုံမှန်မတွားနိုင်သေးဘူးဒါပေမဲ့အတိကတလမှာတနေ့ငွေလေး4ရက်ရှိတယ်အဲ့ဒီ4ရက်အတွက်ကျွန်တော်ကောင်းလေးပြင်ဆင်ပေးတာဖြစ်တယ်ထဲတဲ့အချိန်မှာတခါတည်းကျွန်တော်မျက်ရည်ကျတယ်တကယ်ပြောတာဒီမှာကောင်းတရားဟောလို့မျက်ရည်ကျတာပဲမတောင်းတနဲ့ကိုယ်တိုင်ဖျားရကောင်းမြတ်ခြင်းအထဲနဲ့တူတည်ခြင်းကိုတကယ်ခံစားတယ်ဆိုရင်အိုးတကယ်ဟုတ်ပါလားလို့ခံစားမှာဖြစ်တယ်ကျွန်တော်အဲ့ဒီ30-50ကိုဝေးမယ်ဆိုဘယ်သူပြီးမှလည်းမသိဘူးလေမဟုတ်လားကိုတော်ဒီတလားအတွက်ဒီမှာကျွန်တော်ဂျစ်ပူရော်တာဖြစ်ကောင်းကြီးပြီးပါဆိုပြီးတော့ကျွန်တော်ထဲလိုက်တဲ့အချိန်မှာတခါမဟုတ်ဘူးမျက်ရည်ကျတာများတယ်အဲ့ဒီမျက်ရည်ကျတယ်ဆိုတာကဖျားကပီတိဖိခိုင်းလို့ဟာလေလုယာပီတိဖိခိုင်းလို့အကြောင်းအဲ့ဒီတက်တေလေးကိုဒီနေ့ရောက်ရှိလာတဲ့အထူးသဖြင့်လူငယ်တွေက
strict လို့ပါဖျားနဲ့ strict လို့ပါနော်ဖျားနဲ့ strict လို့ပါကျွန်တော်တို့တတိဖြစ်ပါဆိုရင်ခေါင်းရမယ်နော်မင်းတို့ဘီလီနာလေးဖြစ်ကြပါဆိုရင်ခေါင်းရမယ်အဲ့ဒါလေးကောင်းတယ်ဒါပေမဲ့အဲ့ဒီလမ်းကိုကျွန်တော်တို့သွားဖို့အင်မတန်မှလိုတယ်အဲ့ဒီလမ်းနဲ့ကျွန်တော်ခြေတလားအနေစရတာဖြစ်တယ်နော်မိုက်တထောင်သွားဖို့ခြေတလားနဲ့အစပြုတ်တယ်လို့ပဲဟိုးတပီလင်ကိုကျွန်တော်တက်ချက်နဲ့အစရမှာဖြစ်တယ်နော်ကျွန်တော်ကျန်းစာထဲမှာလည်းရှိတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်နားလည်ပြီးပါပြောချင်တာကြာလွန်းလို့နော်ဒီညပြောဖို့ကျွန်တော်ကိုယ်တိုင်ဆွတ်တောင်းတာဖြစ်တယ်မမလိုကောင်းကောင်းမပြောတတ်လို့နောက်ကြရင်လည်းဖျားလို့တော့ရှိတယ်ဆိုရင်နော်လူငယ်အစီအစဉ်မှာကျွန်တော်အစုံမီလူနဲ့နောက်တစ်ခါပြန်လဲပြီးတော့ပြောမှာဖြစ်တယ်ဒီမှာကျွန်တော်ကြားပြီးသားနော်အဲကြောင့်တကယ်ချင်းတွေကဝေမျှပါကိုလှုပ်ထားသမျှရှိတယ်ဆိုရင်ဝေမျှပါနော်ခုချိန်ကကျွန်တော်လူငယ်တွေသဘောကျတာတော့ကိုမလှုပ်တဲ့အရာကိုတို့တိတ်မကြားချင်ကြဘူးနော်အဲကြောင့်ကိုလှုပ်ထားတဲ့အရာကိုပြောတာတို့ကြားချင်ကြတာဖြစ်တယ်နော်အဲကြောင့်အဲ့ဒီနေရာမှာကျွန်တော်စိန်ခေါ်တာဖြစ်တယ်နော်စိန်ခေါ်တာဖြစ်တယ်ကျွန်တော်မရှိစနေတာအများကြီးရှိတယ်ကျွန်တော်အတင်းတော်ထဲမှာလဲကျွန်တော်စုတောင်းသွားတဲ့အချိန်မှာဆရာကိုယ်တိုင်မပြီးနိုင်ဘူးဆရာကိုယ်တိုင်မကိုငင်နိုင်ဘူးစီကံသွားတယ်မသွားပြီးတယ်အဲ့မှာဒါမှခံပြီးတာပေါ့နော်ခံပြီးတာပေါ့အဲကြောင့်တခါတလေလူကြီးတွေလည်းပြောတယ်ကောင်းကောင်းကျွန်တော်ဆရာကိုယ်တိုင်သွားစုတောင်းပြီးတဲ့အချိန်မှာဘာမှမပါလာတာတော့တော်တော်ခံစားတယ်အဲကြောင့်အထုပ်လေးတွေရှိတယ်ဆိုရင်ထားပါဆိုပြီးတော့ကျွန်တော်တခါတည်းပြောတာဖြစ်တယ်မစစ်စင်ရတာတွေဖျားချစ်တယ်မင်းကဖျားအမတားမချစ်တယ်ယေရှုဖျားတဲ့ကိုချစ်တယ်ဆိုပြီးတော့တပတ်လောက်အစာရှောင်အစာမစားရတဲ့လူကိုပြောရင်လည်းသူတို့ခံစားမှာမဟုတ်ဘူးယေရှုတဲ့ကိုချစ်တယ်ဒီမှာသမင်းလည်းစားတော့ရှိတယ်နော်အဲ့ဒါလည်းစားပြီးပါစားတဲ့အချိန်မှာမမိနဲ့ယေရှုကတဲ့ကိုချစ်တယ်ဖယ်မထားဘူးအဲ့ဒီယေရှုဖျားကိုခေါ်ပါဆိုပြီးတော့ကျွန်တော်တို့ Friday ကြာရင်လဲနော်အဲ့မှာနောက်ကြရင်ဖျားကလမ်းဖွင့်ပြီးတယ်ဆိုရင်ပို့ပြီးတော့ကျွန်တော်တို့ budget ဒီပိုများလာမယ်လူတွေခေါ်လို့ရလာမယ်အခုကျွန်တော်ဆောင်ပြီးနေနှစ်ယောက်လောက်တွားတာဖြစ်တယ်ဖျားကပို့ပြီးတော့ဒီ street evangelism ကိုတူခိုင်းတယ်ဆိုရင်နော်ကျွန်တော်တို့လူတွေခေါ် update ရတယ်လို့ခေါ်တဲ့အချိန်လည်းရှိမှာဖြစ်တယ်နော်အချိန်ကျရင်လည်းပါဝင်ပါအခုတလောတော့ဘာနဲ့ပါဝင်လို့ရတယ်ဆိုရင်ကိုမှရှိတယ်ကွန်းဖိုးလေးတော့မပြောဘူးနော်ကိုညာစားတယ်လို့မရှိဘူးဆိုတော့နော်အဲ့ဒီတစ်ချက်5ချက်10ချက်လေးနဲ့ပါဝင်လို့ရတယ်အထူးသဖြင့်ကျွန်တော်ထမင်းထုတ်ပြီးတဲ့အချိန်မှာ5ချက်9ချက်လောက်ဖြစ်တယ်ထမင်းတစ်ထုပ်ကိုပြီးတော့ပါလေမမီတစ်ထုပ်လေးကို4ချက်ခွဲဖြစ်တယ်နော်အမဒါမပိုက်စားတဲ့ကျွန်တော်တို့စားဖို့ဆိုပြီးတော့အဲ့လိုမျိုးဒါပြီးတယ်အကြောင်းဒီနေရာမှာလည်းပါဝင်ဖို့အလုံးဝင်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုက်တွန်းပြီးတော့ကျွန်တော်မှနှိုးဆော်မှုရှိလို့မပြောဘူးဆိုရင်နော်မကောင်းမှာမဟုတ်ဘူးကျွန်တော်အမေရိကပြောလို့ရှိတယ်နော်နှိုးဆော်တယ်ဆိုမလုပ်ဘူးဆိုရင်နေမကောင်းဘူးတဲ့ကျွန်တော်လည်းအခုတလုံးနေမကောင်းချင်းတလို့နေတော့အဲ့ဒီအရာကိုကျွန်တော်အဲမှာနှိုးဆော်တာကြာလာပြီနော်အဲကြောင့်အခုမှစပြောလာတာဖြစ်တယ်ဆိုတော့ဟုတ်စမချင်းပြီးလာပြီးတော့အလုံးဝင်ကောက်ခါမဲ့လို့လာပါတချင်းစုမဲ့လို့လဲ ready လုပ်ထားပါပါရကျွန်တော်တို့ဖျားတွေ့နိုင်ငံတော်အတွက်ပါဝင်ကြရအောင်ကျမလည်းနည်းနည်းနားဖြူချင်ပါတယ်လို့နော်ခုနဆရာပြောတဲ့ဟာကကျမတို့နော်ကျမတို့ဒီနဘန်စာဆိုရင်အခုဒီနေ့နဲ့ဆိုရင်3နှစ်မြောက်မှာပေါ့နော်ဘုရားကပို့ဆောင်ပေးတယ်ဒီ3နှစ်မြောက်မှာအိမ်ယာမဲ့ဒီစီကနေခုနဆရာပြောတဲ့လူပေါ့နော်အိမ်အိမ်ယာကို stick gospel ဆိုတာနော်အိမ်ယာမဲ့လူတွေစီမှာကျမတို့ဤဝင်ကလေးတည်င်းကောင်းကိုဝေငှတာဖြစ်တယ်အဲ့ဟာနဲ့တူပေါ့နော်ကျမစားဆရာလေးတွေကိုလည်းပေးကမ်းတာဖြစ်ပါတယ်လို့ဒါပြီးရင်ကျမတို့ဤနဘန်စာမှာဆိုရင်ညာတော့အဖြစ်နော်ကျမတို့အမျိုးသမီးတွေကတကယ်ပဲစွန့်ကြဲခြင်းမှာပေါ့နော်ပါဝင်လူသားနဲ့အရာမှာတကယ်ပဲအားတာနဲ့အမျိုးသမီးအဝတ်ကြီးတယ်ပဲရရှိတာဖြစ်တယ်နော်အမျိုးသားဝတ်စားဆိုရင်တိတ်မရှိဘူးဒါပေမဲ့ကျမတို့လောက်တဲ့နေရာကအရာမဲ့တွေကအမျိုးသမီးတွေမရှိဘူးเนาะအမျိုးသားတွေပဲရှိတာဖြစ်ပါတယ်လို့ဒါကြောင့်မလို့ဒီမှာရှိတဲ့လူငယ်အမျိုးသားတွေပေါ့เนาะကိုမှရှိတဲ့ကိုမှအပိုရှိတဲ့အဝတ်စားတွေအားဖြင့်တော့၎င်းအတုံးဆောင်အားဖြင့်အမျိုးသားအတုံးဆောင်လေးတွေပေါ့เนาะ
ကျမတို့လူသားလို့ရတယ်ဆိုတဲ့အရာပေါ့နော်တည်င်းကောင်းကိုလည်းပြောချင်ပါတယ်ဒီလူသားတဲ့အခါမှာလည်းကျမတို့ပေါ့နော်အမျိုးသမီးအဖွဲ့တွေကပြန်ပြီးမှစီစစ်ပါတယ်လို့အဲ့လိုမျိုးစီစစ်တဲ့ခါကျရင်ပေါ့နော်ကျမတို့90ရာခိုင်နှုန်းက3လုံးမရတဲ့ဟာတွေရှိပါတယ်လို့အားကြောင့်မလို့ကျမတို့လူသားမယ်ဆိုရင်လည်းတကယ်အတုံးတဲ့တဲ့အရာနော်အဝတ်စားဆိုရင်လည်းပေါ့နော်တကယ်ကိုလည်းပြန်ဝတ်လို့ကောင်းအောင်လူကြားထဲမှာဝတ်လို့ကောင်းအောင်ပေါ့နော်အဝတ်စားလေးတွေအတစ်ကြီးမဟုတ်ပေမဲ့ပေါ့နော်အဲ့လိုမျိုးအရန်ဟောင်းနေတဲ့ဟာတွေမဟုတ်ဘဲနဲ့ပေါ့နော်အဲ့မျိုးဒီလူတန်းပေးပါဆိုတာပေါ့နော်တည်င်းကောင်းတဲ့ပြောချင်ပါတယ်လို့နော်ကျမတို့အလူတော်ငွေစကတ်ရအောင်ခုနကတော့ဆရာပြောတယ်လို့ပေါ့နော်မျက်မှောက်တော်များများတိုးဝင်တဲ့သူကရုပ်ရည်ချောမောတာဖြစ်တယ်ကျမတို့ရုပ်ရည်ချောမောဖို့စကန်ကဲအမျိုးသမီးတွေနော်ကျမတို့တင်တန်းတက်တာအဆင့်5ဆင့်လောက်ရှိတယ်နော်အဲ့ဒီဝယ်မယ်ဆိုပတ်စာအများကြီးကုန်တယ်ဒါပေမဲ့မျက်မှောက်တော်ခံစားတဲ့ခါကျဒီအရာတွေမှာပေါ့နော်ကျမတို့မျက်နာမှာဆိုလည်းမြင်တွေ့ရတာဖြစ်တယ်နှုတ်ပြိုလန်းဆန်းတာဖြစ်တယ်ကျမတို့ဒီအလူတော်ငွေကိုလည်းပေါ့နော်ကျမတို့ဖျားရဲ့ကောင်းကြီးကိုခံစားခြင်းလို့ပေးတာမဟုတ်ဘဲနဲ့ဖျားကကျမတို့ကိုကောင်းကြီးပေးလို့ဖျားကိုပြန်ပေးတယ်ဆိုတဲ့စိတ်ကိုပေါ့နော်ကျမတို့ထားတတ်ဖို့ဖြစ်ပါတယ်လို့နော်အားလုံးအလူတော်ငွေကိုစကအာနာရအောင်ကောင်းမြတ်ဆုံးလင်တော်မူသောဖဖျားကိုရောကိုကျေးဇူးတင်ပါတယ်နေရစင်တိုင်းအတွက်ကိုရှင်၏ဂယုဏတော်ကျေးဇူးတော်နဲ့ပတ်ရက်ပေးတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ကိုရှင်ဖဖျားသခင်ပေးနာတော်မူသောကောင်းကြီးမင်္ဂလာကိုခန္ဓာကျမ်းမာခြင်းစိတ်ကျမ်းမာခြင်းအလောက်ကိုင်းများအတွက်ကိုရှင်အကောင်းဆုံးပြင်ဆင်ပေးနေတော့ကြောင့်ကိုရောကိုကျေးဇူးတင်တယ်ဒါတင်မကဘဲနဲ့ကိုရှင်ဖဖျားသခင်မျက်မှောက်တော်ကိုရှင်ဖဖျားတိုးဝင်ရတဲ့ခွင့်ယနေ့၌ကိုရောကိုချီးမွမ်းကိုးကွယ်ရတဲ့ခွင့်ကိုပေးတော့ကြောင့်လည်းကိုရောကိုကျေးဇူးတင်ပါတယ်ကိုရှင်ဖဖျားကိုရှင်ပေးသနာတော်မူသောကောင်းကြီးမင်္ဂလာများအတွက်ကိုကျေးဇူးတင်တယ်ပြန်လည်ပြီးမှကိုရှင်နိုင်ငံတော်အတွက်ကိုရှင်ဖဖျားသခင်အလိုတော်တိုင်းကိုရှင်ဖဖျားအငယ်ဆုံးသောသူများမဆနိုင်ဖို့ကိုရှင်ပေးသနာတော်မူသောကောင်းကြီးမင်္ဂလာချက်အနေပြန်လည်ပြီးမှလူတိုင်းရတဲ့ခွင့်ကိုပေးတော့ကြောင့်ကိုကျေးဇူးတင်ပါတယ်။ဤလူတော်ငွေအဖြစ်ကိုရှင်ကောင်းကြီးပေးတော်မူပါ။ကိုရှင်ရောက်တဲ့နေရာဤလူငွေတော့ရောက်တဲ့နေရာတိုင်းရရှိတော့သူရောက်စီတိုင်းအတွက်ကောင်းကြီးမင်္ဂလာတာမကဘဲကိုရှင်နိုင်ငံတော်တာရွေ့ကျပြန့်ခြင်းဖြစ်စေတော်မူပါ။ထေဝေလူတိုင်းတော်တာသမီရောက်စီတိုင်းမော်ပနိုင်လဲကိုရှင်ဖဖျားကိုခန္ဓာစိတ်ဝိညာဉ်ကြမ်းမှခြင်းနဲ့သူတို့ဤလူရင်စံတများကိုလည်းကိုရှင်ပြေဝရတဲ့ခွင့်ကိုပေးသနာတော်မူပါကျေးဇူးတော်ကုန်တော်ပေါင်းကိုချီးမွမ်းရသခင်ယေရှုမြတ်သောနာမ၌ဆုတောင်းစကားအနံ့ကြပါ၏ဟာလေလုယာပြတ်တဲ့ဂုဏ်တော်ချီးမွမ်းခွင့်ရတဲ့အတွက်ကျေးဇူးတော်တာရွေးချီးမွမ်းပါတယ်ပြင်ဆင်ထားတာချင်းတော့မရှိပါဘူးဒါပေမဲ့ဖျားအတွက်ဖြစ်တဲ့အတွက်ကြိုးစားပါမယ်ကိုတွေးဆွဲတဲ့ချင်းနဲ့ဖျားဂုဏ်တော်ချီးမွမ်းပါမယ်စိတ်ကူးနဲ့စီစဉ်ဆွဲဒီနေ့ပြတ်ကြရောက်ဖို့တင်ချဖို့ကွယ်
ရှိတယ်တွေ့မရတကယ်မမဲကိုယ်တိုင်တွေ့ခဲ့ရင်စိတ်ချမနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့အသေးချာမြေရနိုင်ဘူးလို့ဘဝဟာကုန်ဝေးပါဘယ်ချိန်ကြုံမှန်းသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်သေချာဖြေရရှိတာအသင်ဖြစ်စေချင်တယ်အလားပါဆုံးဒီဘဝများလဲပန်းပွင့်လေးလိုပါပဲနာသာလေးတော့ပြန်လမ်းပြီးချွေရအောင်မေနေရလေးတွေကုန်ဆုံးရင်ညမောင်သူကိုကြုံရမယ်ကိုယ်တိုင်တွေ့ခဲ့ရင်စိတ်ချမေးနိုင်ဖို့ဝေးမယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့အသေးချာမြေရနိုင်ဘူးလို့ဘဝဟာခုံဝေးပါဘယ်ချိန်ကြုံမှန်းသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်သေချာဖြေရရှိတာသင်ဖြစ်စေချင်တယ်ကိုယ်တိုင်ကြုံမသိတယ်ကိုယ်တိုင်မပိုင်တဲ့ရဲ့အသေးချာမြေရနိုင်ဘူးလို့ဘဝဟာခုံဝေးပါဘယ်ချိန်ကြုံမှန်းသိတယ်တစ်ချိန်ချိန်မှာတော့တွေ့မယ်သေချာဖြေရရှိတာသင်ဖြစ်စေချင်တယ်ကိုယ်တော်ရှင်ကသင်တို့အဖြေမှန်ပဲကျန်တဲ့သူရောက်ချင်းစီတိုင်းကိုဖျက်ရှိရင်တာပြီးကောင်းချီးပေးပါစေ ဟုတ်ပြီကျေးဇူးတင်တယ်ခုချိန်မှာကျွန်တော်ဒီဒနာနားထောင်မဲ့အချိန်ဖြစ်တယ်အတူတကွမတ်တထားပြီးတော့ဝိညာဉ်တော်နဲ့ဆရာကိုအဆုံးအထိကျွန်တော်အချိန်ယူဖို့ရန်အတွက်လက်ခုပ်တီးပြီးတော့ချီးမွမ်းကြရအောင်ကြိုဆိုကြရအောင် ကျေးဇူးတင်တယ်အားလုံးပြန်ထိုင်ကြရအောင်ဟာလေလုယာဘေးနာမိတ်ဆွေပြောပါအောင်ပြင်းနေပြီလားလို့မပြင်းနဲ့အောင်လို့အခုမှစမှာလို့ဟုတ်ပြီဒီကနေ့ညမှာရောက်ရှိလာတဲ့တာရမင်ငယ်ဆုံးမှကြီးဆုံးနိုင်အောင်ဘုရားရှင်ကအတစ်တစ်သောမင်္ဂလာများနဲ့အိမ်ပြန်ရတဲ့ခွင့်ကိုပေးပါစေကျွန်တော်ထိုင်လဲနဲ့ချီးမွမ်းခြင်းတပုတ်လောက်ဆိုရအောင်နော်music ရှင်တွေကျွန်တော်လာခဲ့ပေးပါအိုငါဝိညာဉ်ကိုတော်ကိုချီးမွမ်းစဉ်အဲ့ဒါရှိမလားPowerPoint ရှိမလားအဲ့ဒါလေးဆိုရအောင်နော်music ရှင်တွေလည်းကြိုက်တယ်လို့တီးမယ်ကျွန်တော်လည်းကြိုက်တယ်လို့ချီးမွမ်းမယ်ရှိတယ်လားမသိ PowerPoint မရှိဘူးလားဟုတ်ပြီကျွန်တော်ရှက်နေတိုင်ပေးမယ်နော်အဲ့ဆို slow နဲ့ဆိုရအောင်နော်အိုဖဖယားကျွန်ုပ်မှာအံပွေရများအိုဖဖယားကျွန်ုပ်မှာအံပွေရညာအောင်မေစင်ခါကိုရဖန်စင်လက်ထားခါကိုတော်ဖန်စင်လက်ထားနခတယာမို့ထချုံတမြပြင်းမို့ထချုံတမြခတ်သိမှုရကိုရပြင်စင်လက်ထားမူရကိုတော်ဖန်စင်လက်ထားကျွန်တော်ဝိညာဉ်ကျွန်တော်ဝိညာဉ်ကိုတော်ကိုချီးမွမ်းစေကိုရောသားလေးကဲတဲ့ပိုင်ရှင်
သွဲသေးခါကာရိုင်းပေါ်ဝဲကျွန်ုပ်သွဲကာရိုင်းပေါ်ဝဲကျွန်ုပ်သွဲသေးသေးခိုင်ရှာတင်ညာကိုရောဆောင်ယူကြွားသွားရောဆောင်ယူကြွားကျွန်ုပ်ဝိညာဉ်ကျွန်ုပ်ဝိညာဉ်ကိုတော်ကိုချီးမွမ်းစေကိုရောသားလေးကဲတဲ့ပိုင်ရှင်ဟာလေလုယာကဲတဲ့ပိုင်ရှင်ကျွန်ုပ်ဝိညာဉ်ကိုတော်ကိုချီးမွမ်းစေကိုရောသားလေးကိုရောသားလေးချီးမြှောက်မှုပေး โอเคကျန်တဲ့ဟာတွေနည်းနည်းဝါချရမယ်လို့ဖြစ်နေတော့ဒီနှစ်ပိုင်လျာဖြင့်ဖျားရှင်ချီးမွမ်းတာဖြစ်တယ်ဖျားရှင်ကိုချီးမွမ်းတဲ့သားသမီးရောက်စီတဲ့အလားနဲ့ပြန်ဖျားရှင်မတူတော့ကောင်းချီးနဲ့ပြန်ရတဲ့ဘုန်းကိုပေးပါစေဖျားရှင်လည်းကောင်းတဲ့နောက်တစ်ချိန်ချီးပါပါဟာလေလုယာဝါချေစတဲ့နဲ့ music ရှင်နဲ့လည်းဒီနေ့ကျွန်တော်နဲ့သူမတည့်ပေးမှာဖြစ်တယ်လက်ခုပ်တီးပြီးသူတို့လည်းကုန်ပြပေးပါဦးညောင်းမလားမညောင်းပါဘူးနော်ကျွန်တော်တော့မညောင်းတာနော်ကျွန်တော်ခန္ဓာကိုယ်တော့ကျွန်တော်မတည့်နိုင်သေးတာပဲဟုတ်ပြီကျေးဇူးတင်တယ်ဒီခေါက်လူအနေနဲ့ချန်စီထားတာမရှိပေမဲ့ကျွန်တော်မလေးရှားကိုဒီဇိုင်းမတ်ပြန်ရောက်လာတာဖြစ်တယ်နည်းနည်းလေးကျွန်တော်အနေနဲ့ပြောချင်တာကဘာလဲဆိုတော့ဒီဂျွန်လနဲ့ကျွန်တော်ဂျူလိုင်လကျွန်တော်ရဲ့ schedule က SLBA ကျွန်တော်အခုတိုက်ပွဲတွေဖြစ်နေတယ်ကျွန်တော်တို့SLBA ပတ်ဝန်းကျင်နယ်တွေဖြစ်တယ်စုစုပေါင်းကျွန်တော်ဒီ SLBA မှာကျွန်တော်စုစုပေါင်း9နေရာကျွန်တော် crusade ရှိတာဖြစ်တယ်ဒါပေမဲ့နိုင်ငံရေးကြောင့်ခရီးစားလို့ဆက်လို့မရတော့တဲ့အတွက်ကြောင့်ကျွန်တော်တနေ့နောက်ဆုံးကျွန်တော်ဗန်တေကနေပြန်လာပြီးတော့ကျွန်တော် Bible study လေးလုပ်ရင်းနဲ့ကျွန်တော်စပွဲမှာထိုင်နေတော့ကျွန်တော်ဘေးက file လေးကျွန်တော်ချိလိုက်တော့ကျွန်တော်ရဲ့ပြီးခဲ့တဲ့အခောက်လာတော့ကကျွန်တော် e-visa က2လလောက်ကြာနေသေးတော့ဒီဘက်လမ်းပိတ်တော့ဒီဘက်လမ်းကိုဖျားလို့တော့ရှိတာဖြစ်မယ်ဘာပဲဖြစ်ဖြစ်ရန်ကုန်ထိဆင်းမယ်ဆိုကျွန်တော်ဆင်းလာတာနောက်ဆုံးကျတော့ကျွန်တော်မလေးရှားထိရောက်လာတာဖြစ်တယ်ဒါကတစ်ဖက်ကနေပြန်စဉ်းစားမယ်ဆိုတော့ဒါလူအကြံစီမဟုတ်ဘဲနဲ့ဖျားရဲ့အကြံစီဆိုတာကျွန်တော်လုံးဝယုံကြည်တယ်ကျွန်တော်ကြိုတင်ပြီးတော့ကျွန်တော် appointment ယူထားတာschedule တောင်းထားတာမရှိပေမဲ့ကျွန်တော်ရောက်တဲ့နေ့ကစပြီးတော့ဘုရားကအသုံးပြုတဲ့ကျွန်တော်ဆရာတွေရဲ့လမ်းဖွင့်ပေးမှုကြောင့်ကျွန်တော်ရောက်တဲ့နေ့ကစပြီးဒီနေ့ထိတရက်မှမနာသေးပဲနဲ့ကျွန်တော်နှုတ်ကပတ်တော်ကိုဘုရားရှင်ဝင်ငါခွင့်ပေးတာဖြစ်တယ်အတူပါရှိတဲ့ဘုရားရှင်ကပါဆက်ဆက်ပုံကြည်ပါစေဒီနေ့မှလည်းကျွန်တော်တို့ဆရာရဲ့ကျွန်တော်လမ်းဖွင့်ပေးခြင်းအမှုတော်ဆောင်ဆက်ဆက်မှများယနေ့ကျွန်တော်တို့ဦးစီးဦးဆောင်တော့ရောက်စီတိုင်းရဲ့လမ်းဖွင့်ပေးခြင်းကြောင့်ကျွန်တော်ဒီမှာပြန်လည်ပြီးတော့နှုတ်ကပတ်တော်ဝင်ငါရတာဖြစ်ပါတယ်လို့ကျေးဇူးတင်တယ်အခုနကျွန်တော်ရောက်ချင်းတော့ကျွန်တော်နှုတ်ကပတ်တော်ကိုကျွန်တော်ထာဝရအသိရေဆိုရဲနှုတ်ကပတ်တော်နဲ့ကျွန်တော်ဝင်ငါဖို့အစီအစဉ်ရှိတယ်ဒါပေမဲ့အခုနဆရာကသူ့ရှင်တွင်ဖြင့်ဖခင်ရဲ့နှုတ်ဆောင်မှုတချို့ကိုပြောတဲ့အခါမှာကျွန်တော်ရဲ့ဒေသနာကလုံးဝပြောင်းသွားတယ်ဒီနေ့မှာကျွန်တော်ဝင်ငါချင်တာကယေရှုခရစ်လှုပ်ဆောင်ပေးသောအရာများဆိုပြီးတော့ကျွန်တော်ဒီအချက်၄ချက်လောက်နဲ့ကျွန်တော်ဝင်ငါသွားခြင်းနဲ့ကျွန်တော်ကြိုတင်ပြင်ဆင်ထားတဲ့ဟာလေးပြောင်းပြီးတော့တခြားနှုတ်ကပတ်တော်လေးကျွန်တော်ဝင်ငါသွားခြင်းတာဖြစ်တယ်music channel နဲ့ F လေးနဲ့ကြိုတင်ပြင်ဆင်ပေးထားကြပါဗောနော်ရေလေးရင်တောက်လိုက်ပါဦးနော်အသွေးတော်၌ရှိသောလွန်မြောက်ခြင်းဆိုရအောင်အသွေးတော်၌ရှိသောလွန်မြောက်ခြင်းအသွေးတော်၌ရှိသောလွန်မြောက်ခြင်းမူပွေကဲတော့ဖြူစေနောက်တစ်ချိန်ဝင်ခါမအောင်အသွေးတော်၌ရှိသောလွန်မြောက်ခြင်းအသွေးတော်၌ရှိသောလွန်မြောက်ခြင်းအသွေးတော်၌ရှိသောရှင်တဲ့လုံးသားတဲ့ဝင်ခါမဝင်ခါမဝင်ခါမရှင်ဒီဟာလွတ်မြောက်တော်သူဖြစ်တယ်ဒီဟာလွတ်မြောက်တော်သူဖြစ်တယ်
ရစာအခန်းကြီးကိုအပိုင်းငယ်20ယေရှုခရစ်အသွေးတော်အပြင်ငါတို့သည်အပြစ်စီရင်ခြင်းမှာလွတ်မြောက်ခြင်းကိုရ၏နှုတ်ကပတ်တော်တည်တဲ့သူအဖို့ဖြစ်ပါစေဟာလေလုယာယနေ့ကျွန်တော်တို့အပြစ်လွတ်ခြင်းရတာကကျွန်တော်တို့ရဲ့ကျင့်ကြံအားထုတ်ခြင်းကျွန်တော်တို့ရဲ့ကြိုးစားခြင်းကျွန်တော်တို့စပတ်ပြုခြင်းဒါမှမဟုတ်ကျွန်တော်တို့အာပတ်ဖြည့်ခြင်းကြောင့်မဟုတ်ဘဲနဲ့ယေရှုခရစ်ရဲ့အသွေးတော်တက်တဲ့ကြောင့်ကျွန်တော်တို့အပြစ်လွတ်မြောက်ခြင်းရတာဖြစ်တယ်ဟာလေလုယာတချို့ကပြောကြတယ်အပလေးဖြည့်လိုက်မှစပတ်လေးကျွန်တော်တန်လိုက်မှစပတ်လေးတန်လိုက်မှဟုတ်ပြီဒီနေ့ကျွန်တော်ပြောချင်တယ်ထက်ခါတလဲလဲကျွန်တော်ကြားပြီးတဲ့အကြောင်းအရာဖြစ်တော်ကြလဲဒီနေ့ကျွန်တော်အပြစ်တရားကနေလွတ်မြောက်ခြင်းစင်ကြယ်ခြင်းရတာယေရှုအသွေးတော်တစ်ခုတည်းကြောင့်ဖြစ်တယ်ဟာလေလုယာအရောက်ရှင်တဲ့ဖျားရှင်ကောင်းချီးပေးပါစေယနေ့အဲ့ဒီယေရှုရဲ့အသွေးတော်ကလေတစ်စက်တည်းမဟုတ်ဘူးရှိသမျှအသွေးတွေအကုန်လုံးစတိုးလောင်ပြီးတော့တင်းနဲ့ကျွန်တော်ရဲ့အပြစ်ကိုဆေးကြောပေးတာဖြစ်တယ်ဟာလေလုယာဒါဟာယေရှုခရစ်ရဲ့လက်ဝါးကားတိုင်ပေါ်မှာသူ့ရဲ့သားသမီးတွေရဲ့ပရမဆုံးလှုပ်ဆောင်ပေးတော်အရာဖြစ်တယ်ဒီနေ့ထိုလှုပ်ဆောင်တော်အရာတင်းရဲ့တင်းမိသားစုတွေအတ္တပံပြန်လဲနိုးထားခြင်းပေးပါစေတင်းမိသားစုမှာတုတ်တပံပြရှင်ကောင်းချီးပေးပါစေတင်းရဲ့ပတ်ဝန်းကျင်မှာဖျားရှာသွေးတော်ကလွှမ်းမိုးချအပြစ်ကောင်းချီးပေးပါစေလက်ခုပ်တီးခြင်းနဲ့အာမင်ထူချအပြစ်အကုန်ပြုချရအောင်တည်ပြုချရအောင်ဟာလေလုယာပြောမယ်တခါတလေကျန်လူတွေကမြန်မာစီစဉ်မလို့နည်းနည်းလေးကျွန်တော်ဝတ်ပြုတ်ကိုးကွယ်ခြင်းကတိမ်ငယ်တယ်လို့ထင်တတ်ကြတယ်ဒီတင်းတော့မပါအောင်နော်ဒီတင်းတော့မပါအောင်တခါတလေကျန်ကိုမတက်မြောက်တဲ့ဘာသာစကားနဲ့ကိုးကွယ်တဲ့အခါမှာဒီကိုးကွယ်ခြင်းမကိုးကွယ်ခြင်းကနည်းနည်းလေးငယ်သွားတယ်လို့ထင်တတ်ကြတယ်ဒီမှာတေချာမထားအောင်မိတ်ဆွေယနေ့ဗမာစီစဉ်မှာကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်ချင်းအစီအစဉ်မှာကိုးကွယ်တဲ့ဖခင်အင်္ဂလိပ်အစီအစဉ်မှာကိုးကွယ်တဲ့ဖခင်အတူတူပဲဖြစ်တယ်အတူတူပဲဖြစ်တယ်ဟာလေလုယာအရောက်1000နဲ့ကိုးကွယ်တဲ့ဖခင်ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖခင်နဲ့အတူတူပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ကိုးကွယ်ချီးမွမ်းခြင်းကိုကျွန်တော်တို့အထင်မသေးမိဖို့ကျွန်တော်တို့တငယ်မပြုတ်မြစ်ဖို့အရင်အရေးကြီးတာဖြစ်တယ်အရောက်ရှိတဲ့ဖခင်ရှင်ကောင်းချီးပေးပါစေကျွန်တော်တလောတော့ကပတ်စတာခရစ်ရဲ့တရားဒေသနာကျွန်တော်နားထောင်တယ်ဆရာကြီးကဘာပြောလဲဆိုတော့ကျွန်တော်တို့နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာတဲ့ခန္ဓာစိတ်ဝိညာဉ်နဲ့ကျွန်တော်တို့ praise and worship ပြီးကိုယ်ွယ်ချီးမွမ်းခြင်းအပြီးမှာတဲ့အဲ့ဒီချီးမွမ်းကိုယ်ွယ်ခြင်းကိုဆက်လက်ပြီးတော့ဥဆောင်ပေးတာကတိုင်ရှင်တော်ဝိညာဉ်တော်ဖြစ်တယ်တဲ့နံပါတ်1ဆိုတော့နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာတဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဟာနံပါတ်1ထာဝရဘုရားပင်လင်ဖြစ်တယ်တဲ့နံပါတ်2ကျွန်တော်တို့ဝိညာဉ်နဲ့ဘယ်ထဲမှာဘယ်သူတွေကပရိသတ်လဲဆိုတော့ကျွန်တော်တို့ကနဦးတိုင်ရှင်သူတွေကကျွန်တော်တို့ပရိသတ်တွေဖြစ်တယ်တဲ့ကျွန်တော်သွားတဲ့နေရာအများကြီးမှာအထူးသဖြင့်ကျွန်တော်တို့ချင်းလူမျိုးအထူးသဖြင့်ချင်းလူမျိုးထဲမှာကျွန်တော်ဇုံမြင့်မိခါနဲ့ကျွန်တော်ဇုံမီလူမျိုးတွေထဲမှာကျွန်တော်ကိုယ်ကွယ်ချင်းဝန်းချင်းကိုကျွန်တော်အလေးနဲ့မထားနိုင်သေးဘူးတချို့ဆိုရင်ကျွန်တော်သွားတဲ့နေရာတချို့ဆိုရင်အနောက်ကကျွန်တော်တရားဟောနေတာတချို့ဖုန်းလေးပွက်ပြီးတော့ကျွန်တော်ဂရုတော်မစိုက်တဲ့အသင်းတော်တွေလည်းရှိတယ်အခါတည်းကျွန်တော်လုံးဝစိတ်မဆိုးဘူးကျွန်တော်အနေနဲ့ဒါပေမဲ့သူတို့ရဲ့ဝိညာဉ်ရေးရောက်ကျွန်တော်စဉ်းစားတဲ့ခါမှာအယံတနာမိတယ်အယံတနာမိတယ်ဆရာရဘာပြောလဲဆိုတော့ဥပမာအဖြစ်ကျွန်တော်တို့စာနာနံပါတ်3အပိုင်းငယ်9ဆိုရင်ငါသည်အိပ်၍နိုးရိတ်ထားရသောခွင့်သည်ထာဝရဘုရားထံတော်ဘာမှလာ၏တဲ့အဲ့ဒီနှုတ်ကပတ်တော်ကဒါဝိမင်းကြီးကသူ့ရဲ့သားအပ်ဆလွန်လက်ထဲကနေဘုရားကသူ့ကိုချီးမြှောက်ကယ်မြောက်ထားတာကိုသူကဂျေဇုတင်တဲ့အနေနဲ့စာလံတစ်ချက်အပြင်ဆက်ဆိုထားတဲ့ကျွန်တော်နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒီနှုတ်ကပတ်တော်ဝင်ငါနေတဲ့အချိန်မှာတဲ့ဝိညာဉ်နဲ့အဲမှာဘသူကကျွန်တော်တို့အာမင်ထူးနေတယ်လဲဆိုတော့ဒါဝိမင်းကြီးပင်လင်ကျွန်တော်တို့အာမင်ထူးနေတာကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခြင်းကလုံးဝမတိမ်ငယ်ဘူးနော်ကျွန်တော်တို့ချီးမွမ်းကိုးကွယ်ခြင်းကျွန်တော်တို့ပြုလုပ်နေတဲ့ဘုရားနာမနဲ့ပြုလုပ်နေတဲ့ဒီချီးမွမ်းကိုးကွယ်ခြင်းကလေကျွန်တော်တို့တာမညကိုးကွယ်ခြင်းမဟုတ်ဘူးအထင်ကရကိုးကွယ်ခြင်းဖြစ်တယ်ဟာလေလုယာအားကြောင့်ဒီနေ့ရောက်ရှိလာတော့တာရမီငယ်ဆုံးမှကြီးဆုံးတိုင်းအောင်ချီးမွမ်းခြင်းကိုဒီထက်မကတန်ဖိုးထားတတ်သောပို၍နှဆိုင်စွာတိုးဝင်နိုင်သောသူများဖြစ်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟာလေလုယာယေရှုခရစ်လှူဆောင်ပေးတဲ့အရာထဲမှာနံပါတ်1ကပါလဲဆိုတော့သူ့ရဲ့အသွေးတော်အဖြစ်ကျွန်တော်တို့ဟာလွတ်မြောက်ခြင်းကိုရတာဖြစ်တယ်ဟာလေလုယာဘေးနာမိတ်ဆွေပြောပါအောင်ယေရှုအသွေးအဖြစ်ငါတို့ဟာလွတ်မြောက်ခြင်းမရတာဖြစ်တယ်လို့
ဟုတ်ပြီကျွန်တော်နောက်ကနေလိုက်ဆိုပေးကြပါရှင်ယောဟန်အခန်းကြီး3အပိုင်းငယ်18ဖျားရှင်တားတော်ကိုယုံကြည်သောသူတို့သည်အပြစ်စီရင်ခြင်းမှာထာဝရကင်းလွတ်ခွင့်ရကြ၏တို့တော်လေမယုံကြည်သောသူမျိုးကအပြစ်စီရင်ခြင်းကိုခံရကြ၏ဟာလေလုယာယေရှုခရစ်ရဲ့အသွေးတော်ကငါငရဲချရမယ်အပြစ်တရားကနေငါကိုလွတ်မြောက်ခြင်းကိုပေးတယ်ဆိုတဲ့ယုံကြည်ခြင်းတစ်ခုတည်းကြောင့်ကျွန်တော်တို့ဟာထာဝရကယ်တင်ခြင်းကိုရတာဖြစ်တယ်ဟာလေလုယာဟာလေလုယာယေရှုတင်တဲ့နေ့နဲ့ကိုရောယေရှုတင်တဲ့သုံးချိန်ပြောပါဦးတင်နေတော့အိုယေရှုအသွေးတော်အိုယေရှုအသွေးတော်အိုယေရှုအသွေးတော်မိုးပွင့်ကဲတော့ချီစေဟာလေလုယာရှင်အပြစ်သားကျွန်တော်ဟုတ်ပြီဒီမှာနေ့တစ်ချက်လောက်လာပေးပါဦးကျွန်တော်နာမည်ကဘယ်လိုခေါ်လဲဟုတ်ပြီဒီမှာညီမလေးချင်းချင်းဖြစ်တယ်ညီမလေးချင်းချင်းကယောက်ျားတကာနဲ့ဖောက်ပြန်နေတဲ့ချမ်းမရေကောင်းတဲ့မိန်းမပြိုတူဖြစ်တယ်ဥပမာပြောရနော်ဥပမာပြောတာကျွန်တော်မရှိတော့ပိုင်းမှာစားကြနေတော့တယောက်နဲ့တယောက်ဒုစရိုက်တကာကိုလှုပ်ပြီးတော့ပျောက်နေတဲ့ချင်းချင်းဖြစ်တယ်ဒါပေမဲ့တေချာမထားသူဟာနောင်တတရားနဲ့ယေရှုခရစ်ရဲ့ခြေတော်ရင်းမှာစိတ်နှလုံးကိုကျွမ်းမဲ့နဲ့ပြန်ပြီးတော့တိုးဝင်ချင်းကလာတဲ့အခါမှာအပြစ်သားချင်းချင်းကိုမတွေ့ရတော့ဘဲနဲ့ယေရှုခရစ်ကိုကျွန်တော်တို့တွေ့ရတာဖြစ်တယ်။ဒါအသွေးတော်တက်ကြောင်ဖြစ်တယ်။ဟာလေလုယာ။တစ်ချက်လောက်လက်ခုပ်လေးတီးပါဦး။လက်ခုပ်တီးပါ။ဝမ်းမြောက်ခြင်းနဲ့တီးပါဝမ်းမြောက်ခြင်းနဲ့ကြည့်ပါဦး။ဟာလေလုယာ။ချင်းချင်းကိုမြင်ရသေးလား။ချင်းချင်းကိုမြင်ရသေးလားခင်ဗျာ။မြင်ရပါသေးလားခင်ဗျာ။ဘယ်သူကိုမြင်ရလဲယေရှုကိုပဲမြင်ရတာဖြစ်တယ်ဒီနေ့သင်ဟာယေရှုအသွေးတော်ကိုယုံကြည်ခြင်းအပြင်အိုးယေရှုခရစ်အသွေးတော်အပြင်ငါရဲ့အပြစ်တရားတွေအားလုံးဟာစင်ကြယ်သွားပြီဆိုရယ်ယုံကြည်ခြင်းတစ်ခုတည်းအပြင်သင်ဟာစင်ကြယ်တော်သူဖြစ်တယ်အိုးယေရှုအသွေးတော်ဝေခမအိုးယေရှုအသွေးတော်ယေရှုယေရှုအသွေးတော်မိုးပွင့်ကဲတော့ချီနောက်တစ်ချိန်အိုယေရှုအသွေးတော်အိုယေရှုအသွေးသင်ဟာစင်ကြယ်တော်သူဖြစ်တယ်ဝမ်းမြောက်ခြင်းနဲ့ဝန်ခံပြီးတည်ဆိုပါသင်ဟာစင်ကြယ်တော်သူဖြစ်တဲ့ယေရှုခရစ်တော်အသွေးတော်အဖြစ်တေချာမထားပါဒီညမှာကျွန်တော်တို့အကြောင်းအမြုံမြုံကြောင်းငါဟာတကယ်ပဲချောင်းမတော်သူဖြစ်ရလားငါရဲ့ကဲတင်ချင်းကတကယ်ပဲစစ်မှန်ရလားဆိုပြီးတော့ဇဝေဇဝါရှိနေတဲ့ပုံကူမျိုးရှိတတ်တဲ့တို့ကြောင့်ဒီညမှာသင်ဟာစင်ကြယ်စွာနဲ့အိမ်ကိုပြန်ရတဲ့ခွင့်ကိုရပြီဖြစ်တယ်ဟာလေလုယာပတ်စံအောင်ဟဲ့ပိနာတော့မွန်တမ်ပိတကKusay bol kem bolin pahin. Gup na ka nga lay mahiyam. Kagup na pen atak tak maahilayam siya. Gup na chuto alungyang mi tampi takomi. Di niya machinopyo me ticha mataba. Ketin chin suraga. Tiye sechaya chin, tiye aji chin apoma. Tingo ketin chin pira mo bene. Ye shukri aji chin poma tiha ketin chin yana chite. Hallelujah.အကြောင်းဒီညမှာရောက်ရှိတဲ့ဘုရားရှင်ကစစ်မှန်တော်ကြွယ်ဝခြင်းလွတ်မြောက်ခြင်းနဲ့ပြန်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။ဟာလေလုယာ။ဒုတိယတစ်ချက်ကျွန်တော်နောက်ကနေလိုက်ဆိုပေးကြပါ။ပေတရုဩဝါဒစာပေတရုဩဝါဒစာပထမစာဆောင်အခန်းကြီးနဲ့အပ
ပိုင်ငယ်နဲ့ဆက်လေးယေရှုခရစ်တန်ချက်တော်အဖြစ်ငါသည်ကျမ်းမာခြင်းခွင့်ကိုရတော်မူ၏လက်ခုပ်တီးပြီးထိုကောင်းချီးကိုယူပါဦးယူပါဦးယူပါဦးဟေ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 းဖျားရှင်ကအင်မတန်ကောင်းမြတ်တဲ့ဖျားဖြစ်တယ်ဒီညမှာချစ်တော်မိတ်ဆွေညီကောင်မတို့များတေချာနားထောင်ပါအပြစ်လွတ်မြောက်ခြင်းတစ်ခုတည်းအတွက်ဆိုရင်အသွေးသွန်းလောင်းရင်လုံလောက်ပြီပြန်ပြောမယ်တေချာနားထောင်ပါအပြစ်လွတ်မြောက်ခြင်းတစ်ခုတည်းအတွက်ဆိုရင်အသွေးသွန်းလောင်းရင်လုံလောက်ပြီဒါပေမဲ့အသွေးသွန်းလောင်းယုံတင်မကဘဲနဲ့ယနေ့တင်နဲ့ကျွန်ုပ်ရဲ့ကျမ်းမာခြင်းအတွက်အဆိုးရွားဆုံးတန်ချစ်တော်ခံပေးတဲ့ဘုရားရှင်ဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ဒီညပြောခြင်းနဲ့သင်ဟာတန်ချစ်တော်အပြင်ကျမ်းမာတော်သူဖြစ်တယ်ဘယ်သူရဲ့တန်ချစ်တော်လဲယေရှုခရစ်တန်ချစ်တော်အပြင်ဝင်ခံရအောင်ယေရှုခရစ်တန်ချစ်တော်အပြင်ငါဒီကျမ်းမာခြင်းကိုရ၏၃ချိန်ဝင်ခံမယ်1 2 3ငါဒီကျမ်းမာခြင်းကိုခွင့်ရ၏ယေရှုခရစ်တန်ချစ်တော်အပြင်ငါဒီကျမ်းမာခြင်းခွင့်ကိုရ၏နောက်တစ်ချိန်လက်ခုပ်တီးပြီးတီးပြရဝင်ခံတော်ရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေဝိမခံတဲ့တို့များလို့ဝင်ခံနိုင်ဖို့ဖျားရှင်ကောင်းချီးပေးပါစေဘေးနာမိတ်ဆွေပြောပါဝင်ခံရအောင်လို့ကျွန်တော်ပြောပြမယ်တချို့ကပြောတတ်ကြတယ်ကျမ်းမာခြင်းဆိုတာတဲ့ကျမ်းမာခြင်းဆိုတာကျွန်တော်တို့စေယုံစေခံသွားမှကျမ်းမာခြင်းကိုရမယ်လို့ထင်တတ်ကြတယ်ကျွန်တော်တို့အားစေးလေးတောက်လိုက်မှကျမ်းမာမယ်ခွန်အားရှိမယ်ထင်တတ်ကြတယ်ဒီနေ့စစ်မှန်တဲ့ကဲတဲ့အကျမ်းမာခြင်းဆိုတာတင်နာမလဲသေးတဲ့၍ခဏခဏတင်မကျမ်းမာနေအောင်မှဖြစ်တယ်ဖျားရှင်စကားပြောပါစေဒီမှာကျွန်တော်ကင်ဆန်တို့ဒီမှာကင်လုံးနဲ့ရောက်ဆိုရင်ကျွန်တော်တို့တောင်ပေါ်ဒီတောင်မှာကျွန်တော်တော်တော်များများကျွန်တော်နဲ့လက်တွဲပြီးတော့ခရူစီလုပ်တယ်ကျွန်တော်ညီငယ်တွေဖြစ်တယ်သူတို့ကောင်းကောင်းသိတယ်လွန်ခဲ့တဲ့ကျွန်တော်တို့2016ခုနှစ်ကကျွန်တော်ဒီမှာလက်တက်တေခံသွားတယ်ကျွန်တော်ခါအောက်ပိုင်လုံးဝလှုပ်မရတော့ကျွန်တော်လေဖြတ်သွားတယ်ကျွန်တော်လက်နှစ်ဖက်လှုပ်လို့မရတော့ကျွန်တော်လေဖြတ်သွားတယ်ဒီနေ့မှာကျွန်တော်ပြောချင်လဲဆိုတော့အရှင်တုန်းကကျွန်တော်လည်းစဉ်းစားခဲ့တယ်ချမ်းသာခြင်းဆိုတာကကျွန်တော်တို့ကောင်းကောင်းကိုယ်ကာယလေးချိန်ခန်းတွေလုံနိုင်မှချမ်းသာမယ်ဆေးတွေမိဝဲနိုင်မှကျွန်တော်တို့ချမ်းသာမယ်လို့ကျွန်တော်ထင်ခဲ့ဘူးတယ်ဒါပေမဲ့သိချမှာထားပါတကယ်ချမ်းသာခြင်းရဲ့ original ဖြစ်တဲ့ယေရှုခရစ်ရဲ့တန်ချစ်တော်အပြင်ကျွန်တော်တို့ရဲ့ချမ်းသာခြင်းဟာသင်ရဲ့နှလုံးသားထဲမှာအမြင့်မတွယ်နေတဲ့၍သင်ဟာစစ်မှန်တဲ့ချမ်းသာခြင်းကိုရနိုင်မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်ဒီနေ့အကောင်းဆုံးလမ်းတစ်ခုကျွန်တော်ဖွင့်ပေးခြင်းနဲ့စစ်မှန်တဲ့ချမ်းသာခြင်းဒါမှမဟုတ်ရင်အမြဲတည်ရှိမဲ့ချမ်းသာခြင်းဟာယေရှုတပါးတည်းထံကကျွန်တော်ရနိုင်တာဖြစ်တယ်အရောက်ရှိတဲ့ဘုရားရှင်ကောင်းချီးပေးပါစေငါကဲတင်ခြင်းရတာ10နှစ်ရှိပြီအနည်း20ရှိပြီအဲ့ဒါအရေးမကြီးဒီကဲတင်ခြင်းရတာမနေ့ကမှဖြစ်ကောင်းဖြစ်မယ်ဒါပေမဲ့ဒီယေရှုရဲ့တန်ချစ်တော်အဖြစ်ချမ်းသာခြင်းရတာတသက်ခံဖို့ဘယ်နှခုရှိပြီလဲဒါအရေးကြီးတာဖြစ်တယ်ကပ်ပြန်ချက်စပန်မကေကုမ်ဆမ်မဟီတာကုမ်ဆမ်မီမဟီတာဥပကစပန်ကုမ်ဆမ်မီဘန်တမ်လီဘန်ဆမ်တာဒါပေမဲ့စစ်တဲ့ပတ်စက်ကနေမချမ်းသာခြင်းကြီးတဲ့ညီးနေတယ်ဆိုရင်တင်းရဲ့အခြေအနေတင်းရဲ့အသက်တာကိုပြန်ပြီးတော့စစ်ဆေးဖို့အရင်ရည်ကြီးတာဖြစ်တယ်ဟာလေလုယာဘေးနာမိတ်ဆွေပြောပါဦးငါတို့စဉ်းစားဖို့အချိန်တန်ပြီလို့ဟာလေလုယာဟာလေလုယာအဲ့ဒီချိန်တုန်းကကျွန်တော်လေဖြတ်ခဲ့တုန်းကသွေးပေါင်း26မျိုးကျွန်တော်လက်ကနေယူတာဖြစ်တယ်ကျွန်တော်ပြောမယ်ကျွန်တော်တို့ကဆေးရုံဆေးခန်းတွားတဲ့ခါမှာကျွန်တော်အထာဆောင်းရိုက်လာမရိုက်ဘူးလားရိုက်တယ်နော်သွေးစစ်လာမစစ်ဘူးလားစစ်တဲ့ခါမှာယောဂတွေ့လာမတွေ့ဘူးလားယောဂတွေ့တဲ့ခါမှာကျွန်တော်တို့ဘယ်လိုနေလဲငါယောဂတွေ့တယ်ငါယောဂအဲ့ဒီယောဂတဲ့ကျွန်တော်တို့မငုံဘူးလားတချို့ဆိုငိုတယ်တချို့ဆိုရှုံးမဲ့ဖြစ်တယ်ကျွန်တော်ပြောပြမယ်ဆေးရုံဆေးခန်းတွားလို့ယောဂတွေ့ရင်ဂျေဇုတော်ချီးမွမ်းမှာဘာဖြစ်လို့လဲယောဂတွေ့တဲ့အတွက်ကြောင့်ဆေးရှိတာဖြစ်တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ
ဟာလေလုယာကျွန်တော်ကသွေးပေါင်း26သွေးယူတယ်ကျွန်တော်ထဲကနေဒါပေမဲ့ယောဂမတွေ့ဘူးနောက်ဆုံးကျွန်တော်ရဲ့ချင်းစီထဲကနေကျွန်တော်တို့ချင်းစီထုတ်ပြီးယောဂရှာတယ်ယောဂမတွေ့ဘူးဒါကြောင့်ကျွန်တော်ဒီညမှာပြောချင်တယ်အခြေအနေတိုင်းမှာဂျေဇုတော်ချီးမွမ်းမှုရှိတာဗျဟာလေလုယာဟာလေလုယာအရောက်ရှင်တဲ့ဖျားရှင်ကောင်းချီးပေးပါစေကျွန်တော်ဥပမာလေးတစ်ခုလောက်ကျွန်တော်ပြောချင်တယ်ဂျေဇုပြောကူညီလေးဒီလေးတစ်ချက်လောက်လာပေးလို့ရမလားဟုတ်ပြီတယောက်လဲဟုတ်ပြီနည်းနည်းချီးလို့နဲ့တော့ဟုတ်ပြီကိစ္စမရှိဘူးလာဟုတ်ပြီအဲ့ဆိုတော့ပြန်သွားလိုက်နော်ပြလာပါဦးဟုတ်ပြီကလေးလေးတယောက်လောက်လာခဲ့ပေးပါဦးပြနဲ့ဆိုတော့ကလေးလေးနဲ့ပို့ပြီးတော့30တဲချနိုင်မှာဆိုတော့တတလာပါဦးတတလာခဲ့ဦးပိုက်ပတ်စင်နော်စွန်ပင်းပိုက်ပတ်စင်နော်ဟုတ်ပြီဒီ3ယောက်ကိုချိပါဦးသူတို့ထဲမှာဘယ်သူကကြီးဆုံးလဲခင်ဗျာဘယ်သူကကြီးဆုံးလဲကိုလံဘီယာကြီးဆုံးဘယ်သူကငယ်ဆုံးလဲစွန်ပီယာငယ်ဆုံးဘယ်သူကအလဲအလတ်လဲပီပီယာဖြစ်တယ်သူတို့ကလည်းပြီးတယ်များနော်ဒီနေ့ဟုတ်ပြီတေချာချိပါဒီနေ့တင်းရဲ့အသက်တာမှာသင်ခံစားရတဲ့ကောင်းကြီးဒါမှမဟုတ်တင်းရဲ့ဖျားကိုကောင်းမြတ်တယ်လို့ထင်တဲ့အရာကဒီပမာဏလောက်ပဲရှိကောင်းရှိလိမ့်မယ်တင်းရဲ့ကောင်းကြီးကဒီအရွယ်လောက်ပဲဖြစ်ကောင်းဖြစ်လိမ့်မယ်တေချာနာထောင်ပါဒီအရွယ်ရှိနေတဲ့ချိန်မှာဂျေဇုတော်များများချီးမွမ်းပါဖျားကိုများများချီးမွမ်းပါဒီအရွယ်မှာတင်များများချီးမွမ်းတာကဒီအရွယ်ရောက်လာအောင်တင်လမ်းဖွင့်နေတာဖြစ်တယ်ဟာလေလုယာဒီအရွယ်မှာဖျားကိုများများဂျေဇုတော်ချီးမွမ်းတာကဒီအရွယ်ရောက်လာဖို့ဖြစ်တယ်ဟာလေလုယာဒီအရွယ်မှာတင်ဖျားကိုများများချီးမွမ်းတာကဒီအရွယ်ရောက်လာဖို့ဖြစ်တာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးဖျားချီးမွမ်းပါဟာလေလုယာဟိချာနာဖာကလာရပတ်စင်နဖတ်နာပဲဟိချာနာဖာတိနာမီဟိချာနာဖာကလာရပတ်စင်နဖတ်ဖတ်နာပဲဟိချာနာဖာတိနာမီအဲ့ဒါကြောင့်မလို့ဂျေဇုတော်များများချီးမွမ်းပါဟာလေလုယာဒီနေ့ညီးသွားနေတဲ့နှုတ်ပတ်ဆက်တွေဂျေဇုတော်ချီးမွမ်းတဲ့နှုတ်ပတ်ဆက်ဖြစ်ဖျားရှင်ပြောင်းလဲပေးပါစေဟာလေလုယာလက်ခုပ်တီးပြီးပြရဟာလေလုယာအသွေးတော်နိုင်ရှိတော်ချမ်းမာခြင်းအသွေးတော်နိုင်ရှိတော်ချမ်းမာဝင်ခမချမ်းမာခြင်းကိုယူပါအသွေးတော်နိုင်ရှိတော်ချမ်းမာခြင်းမိုးပွင့်ကဲ့သို့ဖြစ်စေငါဟာယေရှုတန်ချစ်တော်အဖြစ်ချမ်းမာတော်သူဖြစ်တယ်သုံးချိန်ဝင်ခံရ1 2 3ငါဟာယေရှုခရစ်ရဲ့တန်ချစ်တော်အဖြစ်ချမ်းမာတော်သူဖြစ်တယ်ဘေးကပုဂ္ဂိုလ်လေးမျိုးထိုးလိုက်ပါတင်ဟာချမ်းမာပြီနော်လို့ပြောလိုက်ပါဟာလေလုယာကျွန်တော်တို့ချမ်းမာခြင်းကအဝေးကြီးရှာစရာမလိုယေရှုခရစ်ကိုကျွန်တော်ပိုင်ဆိုင်တာနဲ့ကျွန်တော်တို့အထက်မှာရှိပြီးသားဖြစ်တယ်ဟာလေလုယာဟာလေလုယာဆရာဝန်တဲ့တမ်ဆက်ဇိုလုံးနတ်တဲ့နတ်တမ်စခီAkikak lambite ng nonghon sakhi Abisa kanun tak na Hongso bitaw pa nahi Kamay lamding so Ahoy ben nong gel sa One more siya wente dam sak solo Siya wente dam sak solo Nanate na damsa They had to get Chamarano Chama Chigo Yuba Yo Chichine Yuba Abisa Kanunta na Hongso Pito Pa Nahi Kamay Lamding So Ahoy Pet Nong Gelsa Wing Ayaw To Pa
ကျွန်တော်တို့နှုတ်ဆက်မယ်နော်မိနာမိတ်ဆွေကိုနှုတ်ဆက်မယ်တကယ်ပဲချမ်းသာတဲ့သူဖြစ်ပြီနော်လို့ပြောလိုက်ပါဟာလေလုယာဟာလေလုအခုမလေးရှားမှာကိုဗစ်စဖြစ်နေပြီအလုံးတရင်ချကြည့်ရင်သိကြမှာထင်တယ်ခုကဘာသူကဘာသားတွေတော်တော်ဆိုးရိမ်နေတာကိုဗစ်လိုင်းတစ်ခုပြန်ပေါ်လာပြီကျွန်တော်ပထမကိုဗစ်ဖြစ်တော့ကကျွန်တော်တို့ချစ်ဦးဖွားဖွားချစ်ဦးဖွားဖွားသိကြလားအသွေးပီချစ်ဦးဖွားဖွားပါလေတရက်ကိုချစ်ဦးဘယ်နှလုံးစားပါလေဘယ်နှလုံးဟမ်မဟုတ်ဆရာတရက်ကို3လုံးစားပါတဲ့အဲ့ဒါဆိုကိုဗစ်မဖြစ်ဘူးတဲ့ဒါပေမဲ့ကိုဗစ်ဖွားလဲတည်သွားတာပဲကျွန်တော်တက်တခုခံမယ်တေချာနာထောင်ကြပါချစ်တော်ဒီကိုမိတ်ဆွေများကျွန်တော်ကိုလမ်ဘတ်တွားတော့ငါလီယင်းနဲ့ကျွန်တော်ကိုလမ်ဘတ်ကိုကျွန်တော်အစင်းမှာဖုန်းတစ်လုံးမြည်လာတယ်ဖုန်းထဲမှာယောက်ျားတစ်ယောက်ရှိုက်ကြီးတငင်နဲ့ငိုပြီးတော့ဆရာကျွန်တော်ကိုလမ်ဘတ်မှာနေတာဖြစ်တယ်ဆရာရဲ့ဒေသနာကျွန်တော်အသိတော်ရဲ့ face ကနေကျွန်တော်နားထောင်ဖြစ်တယ်ဆရာရဲ့ကျွန်တော်မိသားစုမလေးရှားကနေအမေရိကရောက်တာ3လပဲရှိသေးတယ်အလုပ်စလုပ်တာ1လပဲရှိသေးတယ်ကျွန်တော်ကိုဗစ်ဖြစ်လို့ကျွန်တော်မိသားစုကိုကူတယ်အခုလောလောဆယ်ကျွန်တော်နားနေတယ်ကျွန်တော်ကိုဗစ်2ချိန်ကျွန်တော် test လုပ်တယ်2ချိန်စလုံးကျွန်တော် positive ဖြစ်တယ်နောက်တစ်ချိန်ကိုဗစ် test လုပ်လို့ positive ပြန်ဖြစ်မယ်ဆိုရင်ကျွန်တော် company နဲ့လောလောဆယ်အကန့်အသတ်မဲ့ကျွန်တော်နားခိုင်းမှာဖြစ်တယ်အဲ့ဒါကြောင့်မလို့ဆရာရဲ့ကျေးဇူးပြုပြီးတော့ကျွန်တော်အသင်းတော်ပါစတာတွေလည်းကျွန်တော် contact တယ်တချို့ဆိုရင်ကြောက်ကြတယ်တချို့ဆိုရင်သူတို့ကိုယ်နဲ့ကကိုဗစ်ဖြစ်နေတယ်ဘာပဲဖြစ်ဖြစ်ဆရာအိမ်ထဲဝင်မလာပါနဲ့အိမ်ရှိကနေဆူတောင်းပေးပါကျွန်တော်တို့ချမ်းသာပဲဆိုတော့ကျွန်တော်ဆရာဒေသနာဝင်ငါရင်းနဲ့ကျွန်တော်ယုံကြည်တယ်ဆိုပြီးကျွန်တော်လမ်းဖုန်းဆက်တယ်ကျွန်တော်သူ့ပြောပါတယ်ကျွန်တော်ကတော့ချမ်းသာခြင်းကိုတော့မပေးနိုင်ဘူးလို့ကျွန်တော်ကခမည်းတော်နီးသူကျွန်တော်လည်းလူသားတစ်ယောက်ဖြစ်တယ်ဒါပေမဲ့ကျမ်းမာခြင်းကိုပေးနိုင်တဲ့အရှင်သခင်နဲ့ကျွန်တော်လာမှာဖြစ်တဲ့အတွက်ကြောင့်ဟာလေလုယာကျွန်တော်လာခဲ့မယ်ဆိုကျွန်တော်ပြောတယ်အဲ့မှာကျွန်တော်လာကြိုတဲ့ကျွန်တော်ရွာသားကျွန်တော်တယောက်ရှိတယ်သူကကျွန်တော်လိုက်ပို့ကျွန်တော်လာကြိုတော့ကျွန်တော်သူ့စီအဲ့ဒီအိမ်ကိုတွားချင်တယ်လိုက်ပို့ပေးနိုင်မလားဆိုတော့အဲ့ဒီကျွန်တော်လာကြိုတဲ့ပုဂ္ဂိုလ်ကဆရာမတွားနဲ့တဲ့ဒီချိန်မှာဆရာတကယ်လို့ကိုဗစ်ဖြစ်ခဲ့ရင်ဆရာ business နဲ့လာတာဖြစ်တဲ့အတွက်ကြောင့်ငွေအများကြီးကုန်ပါတဲ့ဆရာမ medical ထောက်ထားပါမှမရှိတဲ့အတွက်ကြောင့်နေဆိုတော့မတွားပါနဲ့လို့ကျွန်တော်သားတယ်ဒါပေမဲ့ကျွန်တော်သူ့ပြောပါတယ်မဟုတ်ဘူးအကိုလို့အကိုနားမလဲတာအကိုမသိတာကအကိုသိတာကဖျားနိုင်တယ်ကိုဗစ်ဖြစ်နိုင်တယ်ဆိုတာအကိုရဲ့အသွေးခေါ်တာအကိုသိနိုင်တယ်ဒါပေမဲ့အကိုမသိတာကတကယ်ကိုဂျမ်းမာခြင်းကိုပေးပိုင်တဲ့ဖျားနဲ့ကျွန်တော်လာတယ်ဆိုတာအကိုမေ့နေတယ်အကိုတကယ်လို့ကြောက်ခဲ့ရင်ကားနဲ့ပြန်လဲလိုက်ပါကျွန်တော်ကိုယ့်ဟာနဲ့ကို Grab နဲ့ဖြစ်ဖြစ် Taxi နဲ့ဖြစ်ဖြစ်ကျွန်တော်ပြန်ခဲ့မယ်လို့ကျွန်တော်ပြောပြီးတော့အသေးမဲ့ကျွန်တော်သူ့လိုက်ပို့ခိုင်းတယ်ဆိုတော့အဲ့ဒီပုဂ္ဂိုလ်လည်းတကယ်ကိုကြောက်နဲ့ကျွန်တော်ပို့ပေးတယ်အဲ့ဒီအိမ်ရှိရောက်ပြီးတော့သူ့ကားကိုဝီးကနေလဲပြီးတော့သူကပြန်ထွက်သွားတာဒါနဲ့ကျွန်တော်အဲ့ဒီလူနာတွေရဲ့အိမ်ရောက်တဲ့ခါမှာတကယ်တနာစရာကောင်းပါတယ်ကျွန်တော်ပြောမယ်မလေးရှားယုံကြည်သူညီကောင်မောင်နှမများတတိယနိုင်ငံရောက်တိုင်းကျွန်တော်တို့လုံးဝအစဉ်ပြေသွားတာမျိုးမဟုတ်နော်အဲ့ဒါနားနဲ့စီခြင်းတယ်အထက်ကဘာရေးကြီးလဲဆိုတော့ကိုရောက်တဲ့နေရာတိုင်းမှာဖျားရှင်နဲ့သူရှောက်လမ်းမယ်ဆိုအစဉ်ပြေတယ်ဗျဟာလေလုယာအရောက်ရှင်နဲ့ဖျားရှင်စကားပြောပါစေဒါနဲ့ကျွန်တော်တကားဖွင့်ပါလို့ပြောတာသူတို့တကားဖွင့်မပေးဘူးဆရာအားနာတယ်အဲ့ဒါနဲ့ဆူတောင်းပေးပါတဲ့မဟုတ်ဘူးတကားဖွင့်ပါလို့ကျွန်တော်2ချိန်3ချိန်ပြောတဲ့ခါမှာသူတို့ကတကားလေးဖွင့်ပြီးတော့သူတို့မိသားစုကကလေး2ယောက်နဲ့ဖြစ်တယ်သူတို့စုပေါင်း4ယောက်အဲ့ဒါသူတို့ကြောင်လေးမှာကပ်ပြီးတော့သူတို့တင်ငင်စွာနဲ့နေနေတာမကြောက်ကြနဲ့ချမ်းမာခြင်းကိုပေးပိုင်တဲ့ဖခင်နဲ့ငါလာတာဖြစ်တယ်တိုင်ရှင်တော်ဝိညာဉ်တော်ဖခင်တင်တို့တိုးထည့်တင်တော့ချမ်းမာခြင်းကိုရမှာဖြစ်တယ်ဆိုကျွန်တော်စုတောင်းတယ်စုတောင်းတဲ့နေရာမှာဝိညာဉ်တော်သူပါရှိပြီးတော့ဘယ်လောက်ကြာသွားတယ်လဲကျွန်တော်လည်းမသိဘူးသူမိန်းမလည်းငိုသူယောက်ျားလည်းငိုသူသားသမီးလေးလည်းငိုကျွန်တော်လည်းငိုဘယ်အတိုင်းတာထိကြာသွားလဲတော့မသိဘူးပြီးတဲ့ခါမှာသူမိန်းမဘာပြောလာလဲဆိုဆရာကျမယုံကြည်တယ်တဲ့ကောင်းမီတဲ့ကျမလုံးဝချမ်းသာခြင်းကိုရပြီကျွန်တော်တို့ကျမတို့မိသားစုချမ်းသာခြင်းကိုရပြီလို့ကျမလုံးဝခံစားတယ်တဲ့ဟာလေလုယာ
အဲ့ဒါနဲ့သူကအမကျွန်တော်တို့ဆူတောင်းတာပြီးတော့တယ်တကယ်အောင်စရာကောင်းတာတခုကျွန်တော်ပြောပြမယ်သူတို့မိသားစုဆူတောင်းတာပြီးပြီကျွန်တော်လည်းဆူတောင်းတာပြီးပြီဒါပေမဲ့ကျွန်တော်တို့နောက်ကတယောက်ကဆူတောင်းမပြီးသေးဘူးငိုနေတာယောက်ျားတယောက်ငိုနေတာအဲ့ဒီမိသားစုကလည်းကျွန်တော်မှရှိတယ်ကျွန်တော်လည်းဒီမှာရှိတယ်ကျွန်တော်နောက်မှာငိုတဲ့ပုံကပဲသူလဲတရေများလားတစေများလားပေါ့အဲ့နဲ့ကျွန်တော်ဖြည်းဖြည်းလေးနောက်ကိုလှည့်ကြည့်တဲ့ခါမှာအခုနာတော့ကကျွန်တော်ကိုလိုက်ပို့တဲ့ကိုဗစ်ကြောက်တဲ့ဘိုးတော်ဖြစ်နေတာသူကဘယ်လိုပြောလဲဆိုတော့ဆရာမော်တော်ကဟောလေတော့ပါနေဟုတ်ပြီဆရာပါတော့သူမငယ်ကြီးကတော့ကြီးဒီနေ့ကျွန်တော်ပြောချင်တယ်ကျွန်တော်ညီတို့မိတ်ဆွေမတော်များတင်တာကိုရိုနဲ့သူရှိရင်တင်ရှိတဲ့နေရာတိုင်းမှာချမ်းသာခြင်းရှိတာဖြစ်တယ်ချမ်းသာခြင်းရှိတာဖြစ်တယ်ထိုချမ်းသာခြင်းကတင်မိသားစုဘက်မှာထုသိရောက်ပါစေတင်မိသားစုဘက်မှာတော့ထုသိရောက်ပါစေလက်ခုပ်တီးခြင်းနဲ့အားလုံးတီးပြုချရအောင်ဟာလေလုယာအဲ့ဒီတပည့်ခါမှာမနေ့ပြန်တပည့်ခါမှာသူတို့ medical test လုပ်တယ်ကျေးဇူးတော်ကြောင့်အကုန်လုံးဒီနေ့ထိကိုဗစ်ပြန်မဖြစ်တော့ဒါဟာယေရှုခရစ်ရဲ့အသွေးတော်ယေရှုခရစ်တန်ချစ်တော်ရဲ့လှုပ်ဆောင်ပေးတော်ရာဖြစ်တယ်ဒီနေ့အဲ့ဒီကောင်းချီးနဲ့တင်ပြန်နိုင်ဖို့ဘုရားရှင်အထူးကောင်းချီးပေးပါစေဟောဘီတတိယချက်နဲ့လေးတွားရအောင်ကိုရိန္သုဩရာစာချက်ကိုရိန္သုဩရာစာဒုတိယစာဆောင်အခန်းကြီး၈အပိုင်းငယ်ကိုယေရှုခရစ်ရှင်ရဲ့ခံတော်မူခြင်းအဖြစ်ငါတို့သည်ချမ်းသာခြင်းခွင့်ကိုရကြ၏လက်ခုပ်တီးပြီးအတီးပြုရအောင်ဟာလေလုယာလေလုယာဟုတ်ပြီဒါဆိုရင်ချမ်းသာခြင်းဆိုတာဘာကိုပြောတယ်လဲခွင့်ရှင်အရောက်တော့ကျွန်တော်ဖြေပေးပါချမ်းသာခြင်းဆိုတာဘာလဲတိုက်အိဟုတ်တယ်လားဟုတ်တယ်လားဟုတ်တယ်ဒါပေမဲ့အရှင်မဟုတ်ဘူးဒေါ်လာအထွတ်ဟုတ်တယ်လားဟုတ်တယ်ဒါပေမဲ့အဲ့ဒါအရင်မဟုတ်ဘူးဟုတ်ပြီလားဆိုချမ်းသာခြင်းဆိုတာဘာလဲအဲ့တင်ချင်းရတာဟုတ်ပြီပြောပေးချပါအောင်ဒီဘက်ကပုဂ္ဂိုလ်များခြေစွပ်ပြူတော့တယောက်နားလောက်ကျွန်တော်ချင်းတစ်ချင်းမှရှိတယ်Van hou na kei a hizo a dang bang dang ngin non tiam pa sian ta tun ka hizo ka kum pa Jesu leya ka hichil cha leya ka hichil chal haมีเต้นกาเฮาลำเทโลโอกากุมปามีเฮาปีกาฮีนาကျွန်တော်ပြောပြမယ်တကယ်ချမ်းသာခြင်းဆိုတာကလောကမှာတင်းရဲ့အခြေအနေကြီးတဲ့ခါမှာတင်းဟာနှုံချပေးတင်နေတဲ့လူဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တင်းခဏမိထားတဲ့အရာကဘာလဲသင်ဟာထာဝရချမ်းသာခြင်းကိုပိုင်ဆိုင်ထားတဲ့လူဖြစ်တယ်။သင်ဟာထာဝရချမ်းသာခြင်းကိုပိုင်ဆိုင်ထားတဲ့လူဖြစ်တယ်။ဟာလေလုယာဒီနေ့အချိန်လေးနည်းနည်းလင့်နေလို့ဖြစ်တယ်ကျွန်တော်အဲ့ဒီချမ်းသာခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော် PowerPoint တေချာလေးလုပ်ထားတာရှိတယ်ဒါပေမဲ့အဲ့ဒါမထိုးတော့ဘူးဒါပေမဲ့ဒီတော့ကျွန်တော်ပြောခြင်းတယ်တကယ်ချမ်းသာခြင်းဆိုတာဘယ်အရာလဲဆိုတာဒီနေ့ကနာတိမာတာလေကျွန်တော်တို့လောကမှာလိုချင်တဲ့ချမ်းသာခြင်းကကျွန်တော်တို့နောက်ကနေလိုက်လာနိုင်မှာဖြစ်တယ်ဒါမဲ့ကျွန်တော်ပြောပြမယ်ယုံကြည်သူများချမ်းသာစေနိုင်တဲ့ဖခင်ချမ်းသာစေနိုင်တဲ့ဖခင်အောင်မြင်စေနိုင်တဲ့ဖခင်ဖြစ်တယ်ဒါပေမဲ့အဲ့ဒီအရာတွေရဲ့အထက်မှာမချမ်းသာတော်ညာလေမချမ်းသာတော်ညာလေမအောင်မြင်တော်ညာလေငါဟာယေရှုခရစ်ပေါ်မှာသစ္စာရှိတော်သူဖြစ်ဖို့ဖခင်အထက်ကလိုချင်တာဖြစ်တယ်အဲ့ဒါနမတိအရေးကြီးဆုံးဖြစ်တယ်ဟာလေလုယာသင်ဟာအောင်မြင်တော်သူဖြစ်ဖို့လောက်ဖခင်ကလိုတော်ရှိတာမဟုတ်ဘူးသင်ဟာလောကကိုအောင်နိုင်တော်သူဖြစ်ဖို့ဘုရားလိုတော်ရှိတာဖြစ်တယ်။ဟာလေလုယာ။အကွာဇောဒီချာပတ်စတဲ့နုံဒေတဲ့ဟီလိုဟီဟန်။လေတုံအဇောတဲ့ငါပတ်စတဲ့နုံဒေတဲ့ဟီဟန်။တော့ပမီချနာခဲတော့တန်ညတာဟဲ။ဒီကောင်ဒီဘုရားကိုထိုးပြောက်ချီပါမအောင်။ဟာလေလုယာ။ Hey 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 hey
လေးရှားမှာအိမ်ကောင်းရာကောင်းနေနဲ့ကျွန်တော်နေကြတယ်ဒါပေမဲ့ကျွန်တော်တို့တောင်ပေါ်ကျွန်တော်အမိမြန်မာနိုင်ငံမှာကျွန်တော်တို့ရဲ့အိမ်တွေကအပေါ်ဘက်ကမောကြည့်တဲ့အခါမှာလာမင်းကြီးတွေလည်းမြင်ရတယ်ခြေသားရတွေလည်းမြင်ရတယ်ဘာဖြစ်လို့လဲခေါင်မိုးတွေမလုံတော့ဘူးကျွန်တော်တို့အိမ်တွေကနှုံချလွန်းနေဒါပေမဲ့လောကမြင်မှာသင်ဟာဆင်းရဲတဲ့သူဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ထာဝရချမ်းသာခြင်းတည်ဟူသောရွှေအိမ်တော်ကိုကျွန်တော်တို့ပိုင်ဆိုင်တော်သူများဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုကျွန်တော်တို့လုံးဝဆွေးဆွေးမြဲမြဲမှတ်သားထားရမယ်ဘုရားရှင်ထူကောင်းကြည့်ပေးပါစေဟာလေလုယာအဲ့ဒီအရာကိုကျွန်တော်နားလည်ရတဲ့ခါမှာကျွန်တော်တို့လိုချင်တဲ့အောင်မြင်ခြင်းကြွယ်ဝခြင်းဆိုတာကဘုရားကတင်းရဲ့တည်ကြည်ခြင်းတင်းရဲ့သစ္စာရှိခြင်းပေါ်မှာပြကောင်းကြည့်ပေးလာမှာဖြစ်တယ်ဆိုတော့အဲ့ဒီအရာလေးနဲ့ပတ်သက်ပြီးဒီနေ့ဆရာလည်းနှလုံးသားထဲကနေဖြစ်ပေါ်လို့အများကြီးတွားဝင်ငါသွားတယ်အရင်လက်ခွန်အားရတယ်ကျွန်တော်နည်းနည်းလောက်ကျွန်တော်ထပ်မှန်ပြီးတော့ကျွန်တော်ပြောခြင်းတယ်ယုံကြည်သူများကျွန်တော်တို့ကလေမျိုးစိကျဲတာအလုံးမေထဲ့တာကိုတခါတလေကျန်ကျွန်တော်တို့ကပါစတာတွေဆရာတွေကခဏခဏနိုးစော်နေရတယ်ယုံကြည်သူမှန်ရင်ကျွန်တော်တို့ပေးကမ်းခြင်းနဲ့ကျွန်တော်အသက်ရှင်ဖို့ဘုရားအလိုတော်ရှိတာဖြစ်တယ်ဘာဖြစ်လို့လဲယေရှုခရစ်တော်ပင်လင်သူ့ရဲ့အသက်အားဖြင့်ကျွန်တော်တို့အတွက်မျိုးစိကျဲပေးခဲ့တဲ့ယေရှုဘုရားဖြစ်တယ်။အဲကြောင့်သင်ဟာယေရှုဘုရားကိုတကယ်လက်ခံယုံကြည်ထားတဲ့ဆိုရင်သင်ဟာမျိုးစိကျဲနိုင်တော်သူဖြစ်ကိုဖြစ်ရမှာဖြစ်တယ်။ဟာလေလုယာ။နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေ။ကျွန်တော်ပြောပြမယ်။ကျမ်းစာတေချာလေ့လာတဲ့အခါမှာကျွန်တော်တို့ဆယ်ဖို့တစ်ဖို့ကိုအရင်ဆုံးပေးကမ်းတဲ့ပုဂ္ဂိုလ်ကဘယ်သူလဲ။အာဗြဟံဖြစ်တယ်။ဘယ်သူပေါ်မှာပေးကမ်းတယ်လဲ။ Melchizedek ဘုရင်ကြီးပေါ်မှာတော့ပေးကမ်းတာဖြစ်တယ်ဒါပေမဲ့ကျမ်းတဲ့ပုဂ္ဂိုလ်တွေကတေချာလေ့လာတဲ့အခါမှာအဲ့ဒီ Melchizedek ဆိုတဲ့မင်းကြီးကဘုရားရှင်ပင်လေဖြစ်တယ်တဲ့။မတေချာနာထောင်မှာကျွန်တော်တို့ဒီနေ့နှုတ်ကပတ်တော်ဝင်ရတဲ့အခါမှာအာဗြဟံကိုဘာနဲ့ခိုင်းနိုင်တယ်လဲယုံကြည်ခြင်းရဲ့ဖခင်တဲ့ပြောပါအားလုံးပြောကြည့်ပါဦးယုံကြည်ခြင်းရဲ့ဖခင်နောက်တစ်ချိန်လောက်အခြေဆုံးနောက်တစ်ချိန်ဟာလေလုယာတေချာနာထောင်အာဗြဟံကိုဘာဖြစ်လို့ယုံကြည်ခြင်းရဲ့ဖခင်လို့ရှင်ရဲ့လောကမှာတုံနေအောင်အထင်ကရပုဂ္ဂိုလ်ဖြစ်လာတယ်ဆိုတော့အာဗြဟံဘုရားရှင်ပေါ်မှာဆယ်ဖို့တဖို့အစာပြုလို့ဖြစ်တယ်ရှင်ရဲ့တင့်အသက်တာထဲမှာတင့်မိသားစုထဲမှာတင့်ရဲ့ပတ်ဝန်းကျင်မှာရှင်ရဲ့အထင်ကရဘုရားရှင်ခေါ်လောက်တဲ့နာမည်တစ်လုံးပိုင်ဆိုင်နိုင်ဖို့ရန်တဲ့တင်ဘာလို့တင်တယ်လဲပေးကမ်းရမယ်ဟာလေလုယာဆယ်ဖို့တဖို့နဲ့ကျွန်တော်တို့စူးစမ်းရမှာဖြစ်တယ်ဆယ်ဖို့တဖို့ဆိုတာပေးကမ်းခြင်းမှာကျမ်းစာတေချာလေ့လာပါအနှိမ်ဆုံးဖြစ်တယ်အနှိမ်ဆုံးအနျံပဲ့ပဲနဲ့ပဲဆိုမှာခတ်ပဲအတက်တကအနှိမ်ဆုံးပေးကမ်းခြင်းဖြစ်တယ်အဲကြောင့်ကျွန်တော်ပြောပြမယ်ခမရဆယ်ဖို့တဖို့လောက်နဲ့ကိုခြေနဲ့နေတဲ့ပုဂ္ဂိုလ်ဆိုခမရဟာပါလေမူချိုတက်နေတဲ့ယုံကြည်သူပဲဖြစ်သေးတယ်အချို့ဆိုမူချိုတော့မတက်သေးဘူးဘေးနာမိတ်ဆိုပြောပါဦးမင်းကိုပြောတာမဟုတ်ငါ့ကိုပြောတာလားဟာလေလုယာဟာလေလုယာအာမင်အားကြောင့်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်ပေးကမ်းခြင်းဆိုတဲ့ခါမှာကျွန်တော်တို့အလူငွေတွေဆယ်ဖို့တဖို့တွေနဲ့ကျွန်တော်တို့စူးစမ်းရမယ်သစ္စာရှိရမယ်မှန်ကန်ရမှာဖြစ်တယ်အာမင်အဲ့ဒီအလူငွေအဲ့ဒီကျွန်တော်တို့ဆယ်ဖို့တဖို့အပြင်ဘုရားဘာလို့ချင်တယ်လဲဆိုတော့မျိုးစိတ်လို့ချင်တာဖြစ်တယ်ပြောပါဦးမျိုးစိတ်ပြောပါဦးဒီချာနာထောင်ဘန်မှာကျွန်တော်တို့ငွေမထားဘဲနဲ့ဘန်မှာကျွန်တော်ငွေတွားထုတ်လို့မရဘူးဘယ်လိုလူတွေကဘန်မှာငွေတွားထုတ်ခွင့်ရှိလဲဆိုတော့ဘန်ထဲမှာငွေထားတဲ့လူတွေကငွေထုတ်ခွင့်ရှိတာဖြစ်တယ်ဒါပေမဲ့မတူတာတစ်ခုရှိတယ်လောကဘန်မှာကျွန်တော်တသိန်းထားရင်ကျွန်တော်တသိန်းပြန်ထုတ်ခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဖခင်ရဲ့ဘာနာထဲမှာကျွန်တော်တို့ရှီရာလေးနဲ့ကျွန်တော်တွားပြီးတော့ပေးကမ်းဆွင်ချဲတာကတင်လို့တမျှကောင်းချီးတွေပြန်ထုတ်ခွင့်ဘုရားပေးတာဖြစ်တယ်ဟာလေလုယာမတူကွယ်လွှဲမှုကိုဘုရားရှင်တင်ပေါ်မှာကောင်းချီးပေးပါစေလက်ခေါ်တီးပြီးထုတ်ကောင်းချီးကျွန်တော်တည်ယူရအောင်ဟာလေလုယာပြီးတော့မှာနော်အမတန်တမိုးရှိတဲ့နှုတ်ကပတ်တော်ဖြစ်တယ်တခါတလေကြာရင်ကျွန်တော်တို့တင်ငင်ရပါတယ်မလေးရှားလာတာကျွန်တော်ဒီနေ့မှန်တိုင်းဝင်ခံမယ်တင်ငင်ရတယ်ဂျေဇုတော်အဖြစ်ဒါပေမဲ့ဒီတင်ငင်ရတဲ့ဘဝကိုလည်းကျွန်တော်ဂျေဇုတော်ချီးမွမ်းတယ်ဘုရားဂျေဇုတော်ကြောင့်ကျွန်တော်တို့အမိမြန်မာနိုင်ငံမှာဆိုရင်
ကျွန်တော်အကောင်းဆုံးကျွန်တော်နေရာတွေထိုင်ခင်းနေနဲ့ကျွန်တော်တီးခင်းအခမ်းပေးကြတယ်ဘုရားကျေးဇူးတော်ကြောင့်ကျွန်တော်ရဲ့ crusade schedule ဆိုကျွန်တော်2026 April လထိအပြည့်ဖြစ်တယ်ခုနဆရာပြောသလိုပဲအခြေအနေတွေကဘုရားရဲ့ချမ်းစီတာနဲ့တကယ်ဖြစ်လာတဲ့ຢာတွေမှာတူတဲ့အခါမှာဘုရားကကျွန်တော်တို့အကြောင်းသင်တန်းပေးနေတယ်လို့ပဲကျွန်တော်ခံယူတယ်အထူးသဖြင့်ကျွန်တော်မလေးရှားဒေသမှာကဆရာတွေကများတဲ့ခါမှာတကယ်အမှန်တကယ်နှုတ်ကပတ်တော်ဝင်ရတဲ့ကျွန်တော်တို့တစ်ခါတလေကြာရင်ဂျင်းထဲမှာအိုးကိုရောရဲ့နှုတ်ကပတ်တော်ကိုတန်မိုးမထားတဲ့ဒီလိုပုံကိုယ်တွေရှိမှဘာလို့ကျွန်တော်တို့ပို့တာလဲဆိုတော့တဲ့ဒီကျွန်တော်စဉ်းစားတဲ့ချိန်တွေမြောက်များစွာရှိတယ်ရှင်းပြောမယ်ဆိုရင်ဘုရားပေးတဲ့ကျွန်တော်တို့နှုတ်ကပတ်တော်တွေကလည်းသူများနဲ့နိုင်ရှိမပြောတာမဟုတ်တော်များလဲအထင်ကြရတွေမဟုတ်တကယ်အထင်ကြရတွေပါတော့အထင်ကြရတွေပါအားကြောင့်မလို့ကျွန်တော်ဒီနေ့အနေငယ်နဲ့ရင်ဖွင့်ချင်တာဖြစ်တယ်ဒီနေ့ဒီချိန်မှာကျွန်တော်ဒီပလင်ကနေစီးထွက်တဲ့နှုတ်ကပတ်တော်ဟာတာမညကျွန်တော်နှုတ်ကပတ်တော်ဘုပဲနဲ့တကယ်ဘုရားရှင်ထံတော်ဘာကနေလာတဲ့အထင်ကြရနှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်သင်လုံးဝခံယူမယ်ဆိုရင်သင်တို့လုံးဝကောင်းချီးဖြစ်မှာဖြစ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ရောက်ရှိတိုင်းဘုရားရှင်ကောင်းချီးပေးပါစေဟုတ်ပြီအားကြောင့်မလို့ကျွန်တော်ပြောပြမယ်မျိုးစိတ်ကျဲပါမျိုးစိတ်ကျဲပါမရှိစင်ရတဲ့ပုံမှာသင်မျိုးစိတ်ချင်းရင်သင်ဟာစင်ရချင်းနဲ့အစဉ်ကင်းလို့ခွန်ဘုရားပေးမှာဖြစ်တယ်ဟာလေလုယာဟာလေလုယာဒုက္ခဆင်းရဲရောက်နေတဲ့ဆင်းရဲကပုဂ္ဂိုလ်တွေထောင်ကပုဂ္ဂိုလ်တွေတင်မျိုးစိကျဲတဲ့ခါမှာအဲ့ဒီခက်ခဲပင်ပန်းခြင်းတဲ့ဟာကင်းလွတ်ခွင့်ကိုဘုရားပေးမှာဖြစ်တယ်။ဟာလေလုယာအဲ့ဒီလိုပဲတင်းရဲ့မိသားစုပေါ်မှာဘုရားအသုံးပြုတဲ့ပုဂ္ဂိုလ်တယောက်ယောက်တင်းရဲ့မျိုးဆက်မှာဖြစ်စေခြင်းနဲ့ဆိုရင်ဘုရားအသုံးပြုတဲ့လူတွေပေါ်မှာမျိုးစိကျဲပါတခြင်းတော်ဘုတင်မျိုးစိကျဲခြင်းနဲ့ဆိုရင်တခြင်းတော်တဲ့လူပေါ်မှာမျိုးစိကျဲပါတင်းစိုက်တဲ့မိဟာတင်းရဲ့မျိုးစိပေါက်လာမယ့်နေရာဖြစ်တယ်ဟာလေလုယာနားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေအဲဒါကြောင့်မလို့ကျွန်တော်ပြောခြင်းနဲ့ယနေ့ထိုထာဝရချမ်းသာခြင်းတည်ဟူသောကောင်းကင်နိုင်ငံတော်ရဲ့အစစ်မှာကျွန်တော်လောကကောင်းချီးကိုရယူနိုင်ဖို့ကျွန်တော်လမ်းခင်းပေးနေတာဖြစ်တယ်အလုံးနားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးမယ်လို့ယုံကြည်တယ်ခြေဆုတော်အဖြစ်ဒီမှာကင်းဆောင်လည်းရှိတယ်သူကောင်းကောင်းသိလိမ့်မယ်ကျွန်တော်ရှိလို့မဟုတ်ဘဲနဲ့ဘုရားကယုံကြည်သူတွေအဖြစ်တစ်ချက်နှစ်ချက်ကျွန်တော်ကိုပြန်ပြီးတော့ပေးကမ်းဆွင်ကျဲတဲ့အရာအနေမှာကျွန်တော်အမှုတော်ဆောင်အထူးသဖြင့်မော်လမြိုင်ဖက်မှုတော်ဖက်မှာရှိတဲ့အမှုတော်ဆောင်နဲ့ကျွန်တော်တန်တိုင်းတပိုင်လေးနဲ့ကျွန်တော်လစီအမြဲတမ်းထောက်ပံ့ပေးတယ်ပြီးတော့ကျွန်တော်ချမ်းစာကြောင်းသားဂျေဇုတော်အဖြစ်ကျွန်တော်ရှိစုမဲစုဘုရားပေးထားတဲ့ကောင်းကြီးထဲကနေမှကျွန်တော်ကြိုးစားပြီးတော့မိသားစုကျွန်တော်တို့ဒါထောက်ချအဖြစ်ချမ်းစာကြောင်းထားတဲ့လူတွေပြီးခဲ့တဲ့ကျွန်တော်တို့ဘွယ်နင်းဒီမာရဏထာဘွယ်နင်းနဲ့ဆိုစုစုပေါင်း9ယောက်ကဘွယ်ယူသွားပြီဖြစ်တယ်ဆိုတော့ဒီကျွန်တော်တို့ဓမ္မဆရာတွေအပေါ်မှာနဲ့ချမ်းစာကျောင်းသားတွေအပေါ်မှာမျိုးစိတ်ကျဲချအဖြစ်ကျွန်တော်ဘာကောင်းချီးရလဲဆိုနံပါတ်1ချင်းကျွန်တော်ရောက်တဲ့ညမတိုင်းမှာဖျားရှင်ကကျွန်တော်နှုတ်ကပတ်တော်ဝင်ရတဲ့အချိန်တိုင်းမှာဖျားကအတူပါရှိပေးတယ်နံပါတ်1ဒါမျိုးစိတ်ရဲ့ကောင်းချီးဖြစ်တယ်နံပါတ်2ချမ်းစာကျောင်းသားတွေကိုကျွန်တော်အမြဲတမ်းမျိုးစိတ်အားဖြင့်ကျွန်တော်ပါဝင်တဲ့အတွက်ကြောင့်ဖျားကဒီနေ့နှုတ်ကပတ်တော်ကျွန်တော်တန်တိုင်းတပိုင်ကျွန်တော်ဝင်ငါဖို့ကျွန်တော်ကိုနှုတ်ကပတ်တော်အလင်းပေးတာဖြစ်တယ်ဟာလေလုယာဂျေဇုတော်အဖြစ်ကျွန်တော် Facebook ကနေကျွန်တော်အတုမယူ YouTube ကနေကျွန်တော်အတုမယူကျွန်တော်ကိုယ်တိုင်ကိုယ်ကြချမ်းစာဖတ်တဲ့ဆုတောင်းတဲ့ဒီရအဖြစ်ကျွန်တော်ရဲ့မျိုးစေ့ကိုအတိမပြုတ်တဲ့ဖခင်ကနည်းနည်းတဲ့အရာတွေကိုကျွန်တော်တပိုင်းတော့ကျွန်တော်ဖခင်ပြင်ဆင်ပေးနေတာမျိုးစေ့ကြောင့်ဖြစ်တယ်မျိုးစေ့ကြောင့်ဖြစ်တယ်ဟာလေလုယာအရောက်ရှင်တဲ့ဖခင်ရှင်ကောင်းချီးပေးပါစေဆိုတော့ဒုတိယချက်နဲ့ကျွန်တော်ဒီပေးကမ်းခြင်းနဲ့နောက်ဆုံးချက်နဲ့ခြေစွပ်ပြုပြီးတော့ချက်ပေါင်ကွန်လေးပါကြလားမသိဘူးချက်ပေါင်ကွန်လေးပါကြလား Hello 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 Wow okay ဟုတ်ပြီတယောက်လောက်ခေါ်ပါအောင်မယ်ဘယ်သူချစ်စရာကောင်းလဲဆရာခေါ်မယ်အမေလာပါလက်ကောက်တီးပြီးကြိုးစိုးပေးကြပါဦးဒုတိယတင်းရဲ့ကောင်းကြီးတကားဖုံးဖို့ကျွန်တော်ဒီနေ့အလင်းပေးမယ်ကျွန်တော်တို့ညှို့သိမ့်မထားပါနဲ့ကျွန်တော်တို့ရဲ့ခွန်မလွတ်နိုင်ခြင်းစိတ်ဆိုးခြင်းမာမာနထောင်လွှားခြင်းခွန်မလွတ်နိုင်ခြင်းဒီအရာတွေကိုကျွန်တော်အကြိုက်သိမ့်မထားပါနဲ့အမြန်ဆုံးကျွန်တော်လွတ်ပေးရမှာဖြစ်တယ်ကမ်လို့ဒီခါခမင်းဘန်ဒီဟာလေလုယာဒီအလေးချက်ပေါင်းလေးကြိုက်ပေးပါဟုတ်ပြီမလွတ်နဲ့နော်တိကျလေးကြိုက်စရာလွတ်သွားနေအောင်မယ်ဟုတ်ပြီနှစ်ယောက်စလုံးကတင်းနေတာဖြစ်တယ် तू
တင်းနှစ်ယောက်စလုံးကတင်းနေတာဖြစ်တယ်ဒီမှာကြည့်ကြပါနားတယ်တဲ့ဘာဖြစ်လို့နားတယ်လဲဘာဖြစ်လို့နားတယ်လဲမလွတ်လို့ဖြစ်တယ် तू ကမလွတ်လို့ဖြစ်တယ်ရှင်ဒီကျွန်တော်တို့မကောင်းတဲ့အရာတစ်ခုကိုကျွန်တော်တို့အကြာကြီးတင်ထားမယ်ဆိုရင်နာကျင်တဲ့အချိန်ရောက်လာမှာဖြစ်တယ်နားလည်နိုင်ဖို့ဘုရားရှင်ကောင်းချီးပေးပါစေဟုတ်ပြီကျွန်တော်နာကျင်တယ်လားမနာကျင်ဘူးလားမနာကျင်ဘူးနော်ကျွန်တော်ဘာကြောင့်မနာကျင်တယ်လဲကျွန်တော်ကလွတ်လိုက်တာဖြစ်တယ်ဟာလေလုယာအရောက်ရှင်တဲ့ဘုရားရှင်စကားပြောပါစေကိုရည်စားอย่าปาหนอมพดพดเด่นอย่าดูหนอมพดพดเด่นฉันรู้ပြောပါဦးလွတ်ရအောင်လို့ညိုတိတ်မထားကြစို့နဲ့လို့နော်ကင်ဆန်တို့ဆရာရဲ့ music ရှင်နေညံ့ညံ့လွတ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေ hallelujah hallelujah ဒီမှာတစ်ချက်လောက်ကြည့်ကြပါဦးတစ်ချက်လောက်ဒီဘူးထဲမှာကျွန်တော်တို့အရက်ကိုင်းရခိုင်နီးစား၍ကျွန်တော်တို့မစင်ကြတော့အရာမှာစခွန်မလုံးနိုင်ခြင်းယနေ့စိတ်ဆိုးခြင်းမာမာနထောင်လွှားခြင်းမကောင်းတဲ့အရာတွေကြီးတဲ့ထည့်ထားတဲ့ဘူးဖြစ်တယ်ဒီဘူးကိုတင်းရဲ့အထဲမှာတင်းဟာတင်းထားနေတာဖြစ်တယ်နော်ဆိုတော့ဒီမှာတစ်ချက်လောက်ကြည့်ကြပါဒီထဲမှာကအောင်မြင်ခြင်းကြွယ်ဝခြင်းကျမ်းမာခြင်းချစ်ချင်းမြတ်တာမှစား၍ကောင်းကြီးမင်္ဂလာဖျားဖျားတို့ကိုဒီထဲမှာထည့်ထားတာဖြစ်တယ်ဒါပေမဲ့ဒီကောင်းကြီးတို့တင်ထည့်ခြင်းတဲ့အခါမှာထည့်လို့ရလားဘာလို့မရတယ်လဲဒီမှာဟောင်းနေတဲ့အရာကခံထားတာဖြစ်တယ်ဒီအရာထည့်လို့ရအောင်ဘာလို့ဖို့အရင်လိုအပ်တယ်လဲဒီအရာကိုဟောင်းတဲ့အရာကိုဖယ်ရှားပြီးတော့ထဲမှာတန်လဲတင်းရဲ့ကောင်းကြီးတွေဝင်လာမှာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးပြောက်ချီပါပါဟေးဟုတ်ပြီချင်းလိုလေးနဲ့တစ်ချက်လောက်ကျွန်တော်နောက်ကနေလိုက်ဆိုပြကြပါဟဲနာကမ်လို့ဒီချမ်တဲလို့ဒီสงสันนาเกมเราดีไอ้แมงดีนัชชีบางคนเก็บตาเฮคนเป็นนักต่อฮิตบาเก็บสักเสียนี่ฮาเลลูยาฮาเลลูยาเอาบิชีสุดเด่นเนี่ยตนายโจตัวมิจโนวินุกบาโดวิงานะนักสู้วัชนีเนี่ยจโนนับกันเลยสุพิจาบะฮิชายาขันจิงาเสตงอภัยเงงาเยซูคริสต์สองปีเจ้าพี่งาโรดีวิญญาณช่วยยาตัวอคุงโอชิจายเยซูกิมทวงนาหางเงินเอเตนนบนางาเฮียงดิเนี่ยเจนนุจันซาเจนชิงานเนี่ยตาเรเจนบาตาเปียนบีอยู่ไล่ดับเสด็จอารมณ์เนี่ยน่าเลยลูกก้าวมองเจนเนี่ยบาตาเปียนบีไล่ดับเสด็จสุดแต่เชลล์ที่มาบาชิเลยที่มาบาตาเสียนุ่งมังดูสิมาเจนอตินน้ำปีโรยังกูกะเก๋ที่มาบาชิเลสเนี่ยเดียวกันเจนอบาพิโอเทเทเลเจนอวัวเรขามาตัวอาศิเรชิเทเทอาศิตุ้งเสงาลังอ่ะเจนอรู้นี่เจนอไปเดบกาลเตดูรู้เจนอตินน้ำปีโรเก๋ชิโตไม่สุยเนี่ยที่มาบาชิเลสโรขมยารุเนี่ยดูเลยอัตตาเลยဆိုတော့ဒီမှာမရှိလဲဆိုကျွန်တော်ကြောက်ကရှိတယ်မရှိလဲကြောက်ကရှိတယ်တင်သေးပေါက်နိုင်လားမပေါက်နိုင်ဘူးလားတင်အလေးစွနိုင်လားမစွနိုင်ဘူးလားဒီအလေးစွနိုင်တာအပေါ်စွနိုင်တာတင်ရဲ့ကြောက်ကကျမ်းမာနေလို့ဖြစ်တယ်အဲ့ဒီကြောက်ကမကျမ်းမာအောင်ဆိုတင်အလေးစွလို့လည်းမရတော့အပေါ်စွလို့လည်းမရတော့အကြောက်တင်နားလေရမှာကတင်အလေးစွနိုင်တာအပေါ်စွနိုင်တာကတင်ရဲ့ကြောက်ကကျမ်းမာလို့ဖြစ်တယ်တင်ရဲ့ကြောက်ကကိုကျမ်းမာခြင်းရဖို့ယေရှုခရစ်လို့ဆောင်ပေးတာဖြစ်တယ်အချို့ဆိုလေမင်္ဂလေးတွေဆိုကျွန်တော်မလေးရှားအိမ်တွေဆိုကျွန်တော်သိကြမလားလူတွေအများကြီးတခါနဲ့မှနေကြတော့တချို့ဆိုဘယ်လောက်ကြအောင်ထားလဲမသိဘူးမင်္ဂလေးတေးပေါက်ရင်ရှိကနေတာပြီးကြလေဘုရားကျေးဇူးတော်ချီးမွမ်းတတ်ဖို့ကျွန်တော်ပြောတာနော်တကယ်တမ်းကျတော့ဒါတင်းရဲ့ကြောက်ကကအင်မတန်ကျမ်းမာလို့ဖြစ်တယ်တင်းရဲ့တေးတစ်ဆက်ထွက်တိုင်းမှာတင်းဟာကျေးဇူးတော်ချီးမွမ်းတတ်ဖို့ဖျားရှင်ကောင်းချီးပေးပါစေတင်းကြောက်ကမကျမ်းမာတော့ရင်လေတင်းရဲ့တေးမထွက်တော့အပေါ်လဲဆွလို့မရတော့အလေးလဲဆွလို့မရတော့ဒီကနေကျွန်တော်အလေးတွေအပေါ်တွေထုတ်ယူရမှာဖြစ်တယ်
ဒါပေမဲ့အဲ့ဒါကအချိန်မယူအချိန်မမီဘူးဆိုတဲ့ခါမှာတင်းရဲ့ခန္ဓာကိုယ်ကရောင်ကိုင်းလာပြီးတော့နောက်ဆုံးမှာအချိန်မမီတင်းကပေါက်ကွဲပြီးတိတ်သွားနိုင်တယ်အားကြောင့်တင်းဒီအပိုးဆွနာနဲ့အလေးဆွနာပဲပြောသေးရနော်ကျန်တာအများကြီးပဲဖျားရှင်ရဲ့ကောင်းမြတ်အကြောင်းကိုကျွန်တော်ပြောမယ်ဆိုအားကြောင့်ကြောက်ကတစ်ခုရဲ့တန်ဖိုးကျွန်တော်အချင်းချင်းပြောလိုက်မယ်ကြောက်ကတစ်လုံးရဲ့တန်ဖိုးကလေဒေါ်လာ2သိန်းကျော်တယ်ဗျဒေါ်လာ2သိန်းပဲထားပါဒေါ်လာ2သိန်းကိုကျွန်တော်မြန်မာငွေနဲ့ဆိုရင်ဘယ်လောက်လဲသိန်း1000ရှိတယ်တင်းတူစော်မဟိဆိုတော့တင်းကြောက်ကပဲနှလုံးရှိလဲနှလုံးရှိတယ်တင်းရဲ့အိတ်ကထဲမှာဘယ်လောက်ရှိလဲအာရမ်9ချက်ရှိတယ်ဒါပဲတင်းမိနေတဲ့ရပါလဲတင်းရဲ့ပတ်ဆိုင်ထဲမှာအာရမ်900ပဲရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့တင်းဟာဒီမှာဒေါ်လာ2သိန်းဒီမှာဒေါ်လာ2သိန်းအလွယ်လင့်တကူတင်းဟာတည်ဆောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဟာလေလုယာအရောက်ရှိတဲ့ဖျားရှင်ကောင်းချီးပေးပါစေအဲ့ဒါကြောင့်မလို့ဒီညမှာယေရှုခရစ်လှုပ်ဆောင်ပေးတဲ့အရာဟာသင်အတွက်ကျွန်ုပ်တို့ဖြစ်တယ်ဆိုတဲ့အကြောင်းလေးနဲ့နှုတ်ကပတ်တော်ကျွန်တော်ဝင်ကအားပေးသွားတာဖြစ်တယ်။အရောက်ရှိတဲ့အတွက်ဖျားရှင်ကောင်းချီးပေးပါစေ။ဒီညကျွန်တော်ဆုတောင်းပေးခြင်းနဲ့ဒီညမှာမိသားစုအတွင်းမှာတော်၎င်းကျွန်တော်တို့ကိုယ်၌တော်၎င်းကျွန်တော်ပတ်ဝန်းကျင်မှာဝင်လေးနေတဲ့သူတွေခက်ခဲနေတဲ့သူတွေမချမ်းသာနေတဲ့သူတွေရှိခဲ့ရင်ရှေ့မှာကျွန်တော်ခြေတလန်တိုးပြီးတော့ကျွန်တော်တို့အရှိလာခဲ့ပေးပါကျွန်တော်ဆုတောင်းပေးမယ်။တင်းရဲ့ဝင်ထုတ်ဝင်ပိုးတွေယနေ့လွတ်မြောက်ပြီးတော့ကျွန်တော်လူငယ်ရဲ့အခွင့်နဲ့ဖျားရှင်ကအိမ်ကိုပြန်ခွင့်ပေးมาဖြစ်တယ်။အလုံးမတည့်ပြီးတော့ကျွန်တော်တို့ယေရှုထံတော်ပါမှာကျွန်တော်တုံ့ဝင်ခြင်းကကြာရအောင်။သူစာနေနာကဟက်ဆတ်နာကမန်းဘတ်နာခဲတော့ပါခဲဖုံအတုန်နော်မင်းအချီယုံလေ။ယုံနာပနေနန်းပိုက်ဖေးလာအလုံးလာခဲလိုက်ပါနော်အလုံးလာခဲလိုက်ပါကျွန်တော်တို့မျက်မှောက်တော်ထဲမှာခဏဝင်ရအောင်။ကျွန်တော်ချီးမွမ်းမှာဖြစ်တယ်။တေချာနာထောင်ပေးကြပါကျွန်တော်ချီးမွမ်းနေတဲ့ချိန်မှာဝိညာဉ်တော်ကတင့်ကိုတိုးထိမှာဖြစ်တယ်ဝိညာဉ်တော်တင့်ကိုတိုးထိမှာဖြစ်တယ်အဲ့ဒီတိုးထိတဲ့ချိန်မှာတင်ငိုချင်လဲငိုကောင်းငိုလိမ့်မယ်တင်ရီချင်လဲရီကောင်းကြီးလိမ့်မယ်ဝိညာဉ်တော်တိုးထိခြင်းကိုတင်လုံးဝပေါ်ပါစွာလောလစွာနဲ့တင်ခံယူဖို့အရေးကြီးတာဖြစ်တယ်ကျွန်တော်တို့အားလုံးဝိညာဉ်တော်ခေါ်ပေးရအောင်ဝိုးယေရှုအသွေးတော်ဝိုးယေရှုဝိညာဉ်တော်တမျိုးမဆာမတမျိုးတိုးထိပါဝိခံပါဝိညာဉ်တော်တောင်းပါဆာမဝိတောင်းတိုးထိပါဝ
ဆုံးလမ်းဆုံးအောင်ပန်းကိုစားထားမည်ကျွန်ုပ်ဒီမိတွေတော့လိုက်တော့ကာရာဖူဒိုတန်မီချင်လေချင်ညတာရရှင်ထာဝရဘုရားရှင်ကိုရောပြုသောအမှုတဲ့အတွက်ကျေးဇူးတော်ပေါင်းကိုချီးမွမ်းနေယနေ့ဗိမာန်တော်ထဲမှာရောက်ရှိလာနိုင်သောသာရမီအငယ်ဆုံးမှကြီးဆုံးတိုင်းအောင်ကျမ်းမာခြင်းလွတ်မြောက်ခြင်းအောင်မြင်ခြင်းကိုရောတရားတော်ထဲမှာမွေ့လော်ခြင်းစသောအသည့်အသည့်သောအကောင်းကြီးများနဲ့လွမ်းခြုံပေးပြီးဖြစ်သောကြောင့်ကျေးဇူးတော်ပေါင်းကိုချီးမွမ်းပါ၏မလာရောက်နိုင်သောသူများမှလည်းကိုရောဖပြကောင်းကိုရကောင်းခြင်းမင်္ဂလာဖြတ်ဖြတ်တို့တွန်လောင်းချပေးတော်မူပါယနေ့ဤအသင်းတော်ထဲမှာရှိသောယနေ့လုပ်ငန်းကံညာအငန်းတာတီတီကိုရောကောင်းချီပေးပြီးတကားလာထူးသဖြင့်ယနေ့ဇစီအသင်းတော်ကိုတာ၍အမှုတော်လှုပ်ဆောင်နိုင်သောတာ၍ခြေပြန့်စွာကိုရောရဲ့ဘုန်းတော်တို့လှုပ်ဆောင်နိုင်သောအသင်းတော်ဖြစ်စေတော်မူပါများစွာသောပျောက်ဆုံးဝိညာဉ်များကိုကိုရောအထံတော်ထဲမှာသွန်းပို့နိုင်သောအသင်းတော်ဖြစ်စေတော်မူပါယေရှုတင်နေဒီနေ့နှုတ်ပတ်တော်အားဖြင့်အရောက်စီတိုင်းကိုစကားပြောပြီးဖြစ်သောကြောင့်ယေရှုတင်နေများစွာသောသူများလည်းချမ်းသာခြင်းကိုပေးပြီးဖြစ်သောကြောင့်ယေရှုတင်နေအတန်တော်ကိုကြားစေပြီးဖြစ်သောကြောင့်လည်းယေရှုတင်နေယေရှုတော်ပေါင်းကိုချီးမွမ်းလေယေရှုခရစ်မြတ်တော်နာမ၌ကိုရောလည်းဝင်နာဆုတောင်းစကားအနံ့ကြပါထာဝရမြတ်စွာသောဘုရားရှင်အာမင်